အားလုံးပဲမင်္ဂလာပါခင်ဗျထူးခေါ်လာမြန်မာ YouTube Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့မှာတော့ကျွန်တော်ဒါ TikTok ကနေပြီးတော့ကျွန်တော်စီကိုလာရောက်ပေးပို့ထားကြတဲ့ကိုတွေ့ဖြစ်ရမှန်တရားဆက်လမ်းတွေကိုကျွန်တော်ကစုစည်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ message တွေနဲ့အစင်းနဲ့ဖြစ်ပြီးဆိုရင်တခါပိတ်မီးပိတ်နှကြက်တက်ကျွန်တော်တို့ဇလန်းလေးစီကိုတွားလိုက်အောင်ပါခင်ဗျအခုပြောပြမယ့်အဖြစ်အပျက်ကတော့လွန်ခဲ့တဲ့အနှစ်30တုန်းကကျွန်တော်ရဲ့အမေအသက်15နှစ်အရွယ်အပြိုပေါက်ဘဝတုန်းကကြုံခဲ့ရတဲ့ဖြစ်ပျက်ပေါ့အဲ့တုန်းကကိုစေးရဲ့အမေကမော်လမြိုင်မြို့မှာနေတာပေါ့အဲ့တုန်းကနွေရာတွေကြောင်းပိတ်ရက်ဆိုတော့မွန်ပြည်နယ်မုဒုံမြို့နယ်ဘက်ကအဖွားတို့ရှိတဲ့ရွာလေးတစ်ရွာကိုစေးတို့အမေတို့ကအလဲတွားခဲ့ကြပါတယ်အဲ့ဒီရွာကအခုခေတ်လိုမျိုးလျှက်စစ်မီးတွေကတ်တရလန်းတွေကလုံးဝမရှိသေးဘူးညဘက်ဆိုရင်တောင်မှဒီဖျောင်းနိုင်မီးတွေရေနံစီမီးခွက်လေးတွေနဲ့နေကြရတာပေါ့နော်ပြီးတော့ရွာပက်လင်မှာလည်းထန်းတော်တွေရော်ဘာချန်တွေနဲ့တော်တော်လေးကိုမောင်မဲပြီးတိတ်ဆိတ်တဲ့ရွာလေးတွေပါပေါ့အဲ့လိုနဲ့ကိုစိတ်အမေရွာကိုရောက်တဲ့နေ့မှာပဲတိုက်တဲ့ဆန်ဆန်ရွာရဲ့အရှိဘက်ဒီတောင်ပေါ်ဘက်ကဘုံကြီးကျောင်းမှာဖျားပွဲလေးတစ်ပွဲဖြစ်တယ်ပေါ့အဲ့ဒီခေတ်တုန်းကပွဲတွေလမ်းနေဆိုတာရှားတယ်ကွာဒီရွာတရားမှာပွဲဖြစ်ပြီးဆိုတာနဲ့ကျန်တဲ့ရွာတွေကလည်းအုံခဲပြီးတော့တွားကြည့်ရတာပေါ့နော်ဆိုတော့အဲ့ဒီခေတ်တုန်းကရွာတွေမှာဒီဇက်ပွဲလာတယ်ဆိုတာကဟုတ်သတင်းအကြီးကြီးတစ်ခုပဲပေါ့နော်ရွာလုံးကျွတ်ကိုတွားကြည့်ကြအဲ့ဒီအချိန်မှာကိုစစ်အမေကလည်းရွာကတဲ့ရွယ်သူတငယ်ချင်းမလေးနှစ်ယောက်နဲ့ဆက်စုပြီးတော့ဒီဇက်ပွဲတွားကြည့်ဖို့အတွက်တငယ်ချင်းတွေချိန်လိုက်ကြတယ်ပေါ့အဲ့လိုနဲ့ဒီဇက်ပွဲတွားကြည့်မဲ့နေ့ညနေဆောင်ကလေးကဒီကိုစစ်ရဲ့အမေတို့၃ယောက်ကအလားတွေပြင်ပြီးတော့ပွဲကင်းဘက်ကိုတွားမယ်ဆိုပြီးတော့ထွက်လာခဲ့ကြတာပေါ့အတွားတော့ကတော့လန်ခီကတော့နည်းနည်းဆိုင်ဆိုင်ပဲပေါ့အေးစစ်စစ်ပဲဘာမှဖြစ်ဘူးပေါ့တွားနေကြလမ်းနေဆိုတော့လေအဲ့လိုနဲ့ရွာတွေကလူတွေကလည်းဒီအုပ်စုလိုက်တွေတွားကြတာပေါ့အဲ့လိုနဲ့လမ်းမှာစကားတွေပြောရေရေမောမောနဲ့တွားကြရင်လည်းပွဲကင်းတွေကိုရောက်တွားခဲ့ကြတယ်ပေါ့အဲ့ဒီတုန်းကဒီဇက်တပင်တွေကညလုံးပေါက်ကပြတ်ဖြော်ပြတာဆိုတော့လူတွေကအဲ့ရလေးတွေလည်းယူလာကြတယ်တခါတချို့လူတွေကဖျားလေးပါယူလာပြီးတော့ခင်းကြည့်ကြတာပေါ့အခုခေတ်လိုမျိုးတော့ဖျားတွေပါတယ်မရောင်းသေးဘူးပေါ့နော်အဲ့လိုနဲ့ပွဲကင်းနဲ့ရောက်တဲ့ခါကျတော့ကိုစိတ်အမေတို့လည်းအားရပါရပွဲကြည့်ကြတာပေါ့ဒါပေမဲ့ညနဲ့လာလေလူကမောလာလေဖြစ်လာအဲ့နဲ့ရွာတလေးဇက်ပွဲတွေကလူရှင်တော်တွေအပီးရင်မင်းသားမင်းသမီးတွေအလန်းအဆွေးအခန်းတွေရောက်ရင်နည်းနည်းပြင်းစရာကောင်းတယ်ပေါ့နော်ပြီးတဲ့ခါကျတော့ဒီကိုစိတ်အမေကမြို့ပေါ်မှာပဲနေတာကြတော့ညလုံးပေါက်မိတ်ဖဲနဲ့မနေတတ်ဘူးပေါ့ကြည့်ရင်နဲ့မျက်စိတွေကလည်းညောင်းလာပြီးတော့ကိုစိတ်အမေကအိတ်ငိုက်လာပြီအဲ့လိုနဲ့သူတို့လက်ပတ်နာရီကိုကြည့်လိုက်တော့ညတနာရီထိုးနေပြီပေါ့ပွဲကင်းထဲမှာလူတွေကလည်းတချို့ကလည်းအိမ်ငိုက်တချို့တွေကလည်းပြန်ကုန်ကြပြီဒါတွေကတော့နယ်ဘက်မှာဟိုးရင်တော့ပွဲကြည့်ဘူးတဲ့သူစင်တည်ရနော်ဒီ straight show တွေဒီပြဆက်တွေအထိကတော့လူစီသေးတယ်နှစ်ပါးတော့အဲ့ဒါရောက်ခံနေရင်တော့ဘယ်သူမှတော်တော့မရှိတော့ဘူးပေါ့နော်တကယ်ဇက်ဂျိုးကြီးပဲရှိကြတာပေါ့အဲ့နဲ့ကိုစိတ်အမေကလည်းအဲ့လိုတချို့တွေကပြန်ကုန်ကြတော့လူနည်းနည်းကျဲသွားတဲ့ခါကျတော့ငါချင်းတို့ရေငါတို့တော်အိတ်ငိုက်နေပြီငါပြန်ချင်းပြီပေါ့နင်တို့လိုက်မလားလို့အဲ့လိုမျိုးကိုစိတ်အမေကဘေးကတငယ်ချင်းတယောက်ကိုလက်တို့ပြီးတော့မေးလိုက်တာအဲ့ဒီအချိန်မှာဒီကိုစိတ်အမေရဲ့တငယ်ချင်းတွေကဇက်စင်ဘောကမင်းသားကိုမြစ်တောင်မခတ်တန်းကြည့်ရနေအိုးမပြန်သေးပါဘူးအေးမင်းသားအခုမှကောင်းဆုံးမရှိသေးတယ်နင်ပြန်ချင်းပြန်နေတော့ငါတို့ကတော့မနေ့မိုးလင်းမှပဲပြန်ခဲ့မယ်အဲ့လိုမျိုးပြောတာပေါ့နော်အားကြောင့်မို့တချို့ဇက်ဂျိုးတွေကမိုးလင်းမှပြန်တာတကယ်တော့ပြောရမယ်ဆိုအဲ့ဒီရွာနဲ့ဒီကိုတွေပွဲတွားပြီးတော့တဲခိုတဲ့အိမ်နဲ့ကကြတော့အရန်ကြီးဝေးရလားဆိုတော့လည်းမဝေးဘူးနီးရလားဆိုတော့လည်းမနီးဘူးပေါ့နော်ပြန်မယ်ဆိုရင်လည်းပြန်လို့ရတယ်အဲ့လိုမျိုးဟိုနည်းနည်းဒီပုံမှန်ထက်ကိုမြန်လေးလမ်းလျှောက်မယ်ဆိုရင်နိုင်ဝက်နီးပါးလောက်လမ်းလျှောက်ရတဲ့ခရီးလောက်ရှိရပေါ့နော်လမ်းမှာကရွာအပြင်ကိုဖြတ်ရမယ်ပြီးတော့ချောင်းလေးတစ်ခုကိုဖြတ်ရမယ်အဲ့ဒီချောင်းကိုမရောက်ခင်မှာဒီအမောင်တော်တော်လေးမောင်နဲ့ထန်းတော်လေးတစ်ခုကိုဖြတ်ရမှာပေါ့ထန်းတော်အုပ်ကြီးကိုဖြတ်ရမှာပေါ့အဲ့ဒါပြီးရင်ဟိုဘက်ကိုတော့ရွာရောက်ပြီပေါ့နော်အဲ့နဲ့ကိုစိတ်အမေကငငယ်တုန်းကတရေကတိတ်မကြောက်တတ်တဲ့အကျင့်ရှိတဲ့ခါကျတော့အေးဒါဆိုလဲငါတယောက်တည်းပြန်နေမယ်ဆိုပြီးတော့ပွဲကင်းထဲကနေပြီးတော့ခက်တီပဲထွက်လာခဲ့လိုက်တာပေါ့အဲ့လိုနဲ့ပွဲကင်းနဲ့ဝေးလာတာနဲ့အမျှဒီရွာအပြင်နောက်ရောက်ခံနီးလာတာနဲ့အမျှဇက်ပွဲကနေကြားနေရတဲ့ဆူညံတန်တွေကတဖြည်းဖြည်းတိုးညင်းသွားပြီးတော့ပတ်ဝန်းကျင်ကလည်းခြောက်ချားဖို့ကောင်းအောင်တိတ်ဆိတ်လာခဲ့တာပေါ့လမ်းမီးဆိုတာကလည်းအဲ့တုန်းကလုံးဝမရှိဘူးပြီးတော့ဒီလမင်းကနေပြီးတော့ဗောနော်လအယောင်မိန်လေးရဲ့
ပြီးတော့ကိုစစ်အမေလက်ထဲကဓာတ်မီတေးသေးလေးရဲ့ကိုပဲအားကိုးပြီးတော့ပြန်လာရတာပေါ့အဲ့လိုနဲ့ရွာပြင်ထက်ခါနေလမ်းဘေးမှာရွာဦးမှာကွာရေတွင်းဟောင်းကြီးတစ်ခုရှိတယ်အဲ့ရေတွင်းသားရောက်တဲ့အထိတော့ကိုစစ်အမေကလည်းအေးဆေးဆေးပဲအိမ်သာပြန်နေရလူကလည်းတစ်ချက်ကိုငိုက်တိုက်နေပေါ့နော်အဲ့လိုမျိုးငိုက်လိုက်လမ်းလျှောက်လိုက်နဲ့သွားနေတာပေါ့ဒါပေမဲ့အဲ့ဒီရေတွင်းဟောင်းကိုလွန်ပြီးခဏကပြောပြတဲ့ဒီထန်တော်ကြီးနားကိုရောက်တဲ့အချိန်မှာတော့လေးကဝုန်းမနဲ့အဲ့အချိန်မှာတိုက်ခတ်လာတိရ6တွေတစ်ခုနဲ့တစ်ခုအဲ့လိုမျိုးရိုက်ခတ်တဲ့အတန်တွေကလည်းတရှဲရှဲနဲ့ကြောချမ်းစရာကောင်းနေတာပေါ့နော်အဲ့ချိန်မှာကိုစစ်ရဲ့အမေကလည်းဓာတ်မီလေးကိုမြေကြီးစီကိုထိုးပြီးတော့ခတ်တွတ်လေးလမ်းလျှောက်လာတာပေါ့အဲ့ဒီအချိန်မှာထန်တော်တွေကနေပြီးတော့လူရိတ်တစ်ခုကထွက်လာအဲ့ချိန်မှာကိုစစ်အမေကလည်းလန့်ဖြတ်ပြီးတော့ဓာတ်မီနဲ့လမ်းထိုးကြည့်လိုက်တော့မိန်းမကြီးတယောက်သူ့ရဲ့ဘေးမှာကလည်းကလေးငယ်တယောက်ကိုလက်ကနေဆွဲထားတာပေါ့ဝတ်ထားတာကတော့ဒီရွာကမိန်းမတွေဝတ်လေးဝတ်ထားရှိတဲ့ရင်မုံအင်ဂျီနဲ့ထမီအနွမ်းလေးနဲ့ဝတ်ထားတာအဲ့ဒါကိုစစ်အမေကကြတော့ဒီရွာကမဟုတ်တဲ့ခါကျတော့ပြီးတော့မြို့ကနေအလဲလာတဲ့သူဆိုတော့အော်ဒီရွာကလူဒီနားကရွာကလူပဲဖြစ်မှာပါဆိုတူလဲပွဲကင်းကပြန်လာတာဒါမှမဟုတ်ကလေးကိစ္စကြောင့်အပြင်ထွက်လာတာနေမှာပါဆိုပြီးတော့အဲ့လိုမျိုးကိုစစ်အမေကရိုးရိုးတာတာပဲတွေးလိုက်မိရဲ့ဒါပေမဲ့ထူးဆန်းတာကကိုစစ်အမေရဲ့စိတ်ထဲမှာဘာဖြစ်သွားမှန်းမသိဘူးအတိတ်စိတ်ကရုတ်တရက်ကြီးဝေဝါးသွားသလိုမျိုးအိမ်ပြန်ရမယ်ဆိုတဲ့အတိအပျောက်သွားပြီးတော့အော်ငါလည်းအိမ်မပြန်တော့ဘူးကွဲကင်းထဲကိုပဲပြန်သွားတော့မယ်ဆိုတဲ့စိတ်ကူးကပြန်ပေါက်လာတာဘာလို့မှန်းမသိဘူးအဲ့ဒါနဲ့ဒီကိုစစ်အမေကလမ်းချောင်းပြောင်းပြီးတော့အဲ့ဒီမိန်းမကြီးနဲ့အတူမိန်းမကြီးကနောက်ကနေပြီးတော့တုတ်နဲ့လိုက်သွားတာပေါ့အဲ့ချိန်မှာကိုစစ်အမေကလမ်းလျှောက်ရင်းနဲ့အဖော်ရအောင်အဲ့ဒီမိန်းမကြီးကိုစကားလမ်းပြောတာပေါ့အန်တီပွဲကင်းကိုတွားမလို့လားပွဲကင်းကိုတွားမလို့လားရှင်းပေါ့အဲ့လိုဒါပေမဲ့ तू ကဘာမှပြန်မပြောခေါင်းကိုငေါက်စိတ်ကြီးချထားပြီးတော့ကလေးလက်ကိုဆွဲပြီးတော့ရှေ့ကနေခက်မှန်မှန်လေးလမ်းလျှောက်နေတာပေါ့အဲ့ဒီမှာကိုစစ်အမေကလည်းအမတ်မထင်ပဲဩ तू ကစကားမပြောချင်လို့နေမှာပါဆိုပြီးတော့ဘာမှထပ်မမေးပဲနဲ့ညင်ပြီးတော့လိုက်လာခဲ့တာပေါ့အဲ့လိုလမ်းလျှောက်လာရင်းနဲ့ဒီရွာအပြင်ဘက်ကခုနကတော့ဒီကိုစစ်အမေဖြတ်လာခဲ့တဲ့ရေတွင်းဟောင်းသားကိုပြန်ရောက်လာပြန်ရောအမှန်ဆိုရင်ကွာဒီပွဲကင်းကိုတွားရမယ်ဆိုရင်ဒီရေတွင်းကိုကြော်ပြီးရင်တောင်ပေါ်ဘက်ကိုဆက်တွားရမှာဒါပေမဲ့အဲ့ဒီမိန်းမကြီးကပွဲကင်းဘက်ကိုဆက်မတွားတော့ဘူးအဲ့ဒီမိန်းမကဒီရေတွင်းဟောင်းကြီးရဲ့ဘေးနားနေရက်လိုက်ပြီးတော့ရေတွင်းကိုပတ်ပြီးတော့လမ်းလျှောက်နေတာဆက်ဝိုင်းပုံစံလိုမျိုးပေါ့နော်ဆက်ဝိုင်းလိုမျိုးရေတွင်းကိုပတ်ပြီးတော့လမ်းလျှောက်နေပြီးတော့တူမဆွေးထားတဲ့ကလေးကလည်းဘာတမ်းမှမကြောက်ရအောင်ငိုရံလည်းမထွက်ဘူးပေါ့နော်အနောက်ကနေလိုက်ပတ်နေတာအဲ့အချိန်မှာကိုစစ်အမေကဘေးနားကနေရက်ပြီးကြည့်နေတာပထမတစ်ခေါက်ပတ်နေတော့ကတော့ကိုစစ်အမေကတိတ်တတိမထားမိဘူးအဲတူဘာလုပ်နေရလဲဆိုပြီးတော့စဉ်းစားနေတော့ပေါ့ဒုတိယတစ်ခေါက်ရေတွင်းကိုပတ်ပြီးတော့ဒီကိုစစ်အမေရဲ့အရှိတဲ့တဲ့ကိုအဲ့ဒီမိန်းမကြီးပြန်ရောက်လာတဲ့အချိန်မှာကျတော့ကိုစစ်အမေရဲ့ဒီလက်ထဲကဓာတ်မီအလေးအောင်ကအဲ့ဒီမိန်းမကြီးမျက်နှာစီကိုကျသွားတာပေါ့နော်အဲ့အချိန်ကျတော့ကိုစစ်အမေကဟာဟဲအဲ့လိုမျိုးဖြစ်သွားပြီးတော့ကိုစစ်အမေကဝုန်းဝုန်းနဲ့အသက်ရှူရက်မတက်ဖြစ်သွားခဲ့ရပေါ့ဓာတ်မီအလင်းရောင်အောက်မှာလည်းမြင်လိုက်ရတဲ့အဲ့ဒီမိန်းမကြီးရဲ့မျက်နှာကပြောင်ချိုးကြီးမျက်လုံးကလည်းလုံးဝမပေါနှာခေါင်းလည်းမပေါပြီးတော့ပါးစပ်ကလည်းမပေါစဉ်းစားကြည့်ဗျာဒီမျက်ခေါင်းမွေးဒီမျက်တောင်မွေးတောင်မရှိဘူး Oh my god အဲ့ဒီမြင်လဲရကိုစစ်အမေကအဲ့မှာလူတယောက်ရဲ့မျက်နှာရောဒီအသားဆိုင်ပြောင်ပြောင်ကြီးတစ်ခုကြီးပဲဖြစ်နေတာပေါ့နော်ဘဲဥလိုမျိုးမျက်နှာကြီးဖြစ်နေတာပေါ့အဲ့နဲ့ကိုစစ်အမေကလည်းဒီမျက်စိထဲမှာကြက်ဥအကာပြင်းလိုမျိုးပြောင်ချုံးနေတဲ့ပုံစံကြီးကိုမြင်လိုက်ရတဲ့ခါကျတော့ဟာငါပဲအမြင်မားတာလားပေါ့ညနဲ့လို့ငါအရှင်မိုတူဖြစ်နေရတဲ့အမြင်မားတာဖြစ်မှာပါလို့အတင်းနဲ့တိမ်ပြီးတော့မျက်စိကိုပုတ်ဓာတ်မီကိုတေးချာပြန်ချိန်ပြီးတော့တတိယတစ်ခေါက်အဲ့ဒီမိန်းမကြီးမျက်နှာကိုဒီတူးဘက်ကိုလဲ့လာတော့စောင့်ကြည့်လိုက်တာပေါ့အဲ့ဒီအချိန်မှာအဲ့ဒီမိန်းမကြီးရေတွင်းကိုတတိယတစ်ခေါက်ထပ်ပတ်ပြီးကိုစစ်အမေရဲ့အရှိတဲ့တဲ့ကိုရောက်လာတာအဲ့ဒီခါကျတော့ကိုစစ်အမေကတက်မင်းနဲ့ထိုးပြီးတေးချာကြီးကိုကြည့်လိုက်တာအဲ့ဒါမှတိလိုက်ရတာကလုံးဝအမြင်မားတာမဟုတ်တော့အဲ့ဒီမိန်းမကြီးမှာတကယ်မျက်လုံးနှာခေါင်းပါးစပ်ဘာမှမရှိဘူးတကယ်ကိုမျက်နှာကြီးကဘဲဥလိုမျိုးကြက်ဥလိုမျိုးပြောင်ချော်ကြီးဖြစ်နေပို့ပြီးတော့ကြောက်ဖို့ကောင်းတာကဒီအဲ့ဒီမိန်းမကြီးရဲ့လက်ကိုကင်ထားတဲ့ကလေးရဲ့ခေါင်းကလည်းပုံမှန်မဟုတ်ဘဲနဲ့စောင်းရွက်နေတယ်လို့မျိုးပြုတ်ကျနေလို့ပွဲပေါ့နော်အဲ့ဒါနဲ့ကိုစစ်အမေကလည်းအသေးစိတ်ထဲမှာဟာဒါငါတရေ6ခံနေရပြီဒါတရေပဲဆိုပြီးတော့အဲ့လိုအတိဝင်လာတဲ့လက်ထက်ဓာတ်မီးတောင်ဘလိုမျိုးပြစ်ချထားခဲ့လည်းမသိဘူးအဲ့နာတင်လဲ့ပြီးတော့ပြေးတော့တာအဲ့ဒါကိုစစ်ရဲ့အမေရဲ့ဘဝမှာအဲ့လောက်မြန်ပြေးဘူးတာဘယ်တော့မှမရှိတယ်ဘူးပေါ့အနောက်ကိုလည်းလုံးဝမကြည့်ရတော့
ခြေဦးတဲ့ရာဒီအိမ်ရှိမဲ့ဘက်ကိုပဲအယူတယောက်လိုអော်ပြီးတော့ပြေးတော့တာပေါ့လမ်းမှာခလုတ်ဖဲတိုက်မိသလားတစ်ကိုင်းနေနဲ့ညှိလာလားတော့မသိဘူးနှလုံးခုန်တော်ကနှထင်နားမှတင်တရင်နဲ့မြည်နေရပေါ့ဘလူနီးနဲ့အိမ်ကိုရောက်သွားမှန်းကိုမတိလိုက်တာအဲ့လိုနဲ့အိမ်တကားဘာကိုဝုန်းဝန်းနဲ့ဆွဲဖွင့်ပြီးတော့အိမ်ထဲကိုဝင်တော့လူကလဲကျသွားရောအဲ့တော့ねအိမ်ကအဖွားနဲ့လူကြီးတွေကလည်းလက်နိုးကုန်ကြတာပေါ့ပြီးတဲ့ခါကျတော့ကိုစိတ်မေကတကိုယ်လုံးကလည်းတုံရီနဲ့ချွေးသေးတွေပြန်ပြီးတော့စကားတောင်မှအထစ်ထစ်ငုံငုံဖြစ်နေရပေါ့အဲ့ခါကျမှတမီဘာဖြစ်တာလဲဘာတွေးလို့လဲဆိုပြီးတော့အဖွားကကိုစိတ်မေကိုဖက်ပြီးတော့မေးတာပေါ့အဲ့လိုမေးတဲ့ခါကျမှတမီကြုံခဲ့ရတဲ့ထန်းတော်ကမိမကြီးနဲ့ရေရင်းဟောင်းအကြောင်းကိုတုံရီနဲ့အဖွားတို့ပြန်ပြောလိုက်တာပေါ့အဲ့ဒီအချိန်မှာကိုစိတ်အမေရဲ့စကားလဲဆုံးရောအိမ်ကလူကြီးတွေကအချင်းချင်းမျက်လုံးပြူသွားကြတယ်ပြီးတော့တပြင်းချပြီးတော့အဖွားကပြောပြတာပေါ့ညီးတွေ့ခဲ့တာကဟိုဘက်လမ်းကမက်မြပဲဖြစ်ရမယ်လွန်ခဲ့တဲ့လပိုင်းကအဲ့ထန်းတော်နားမှာအိမ်တစ်လုံးရှိတယ်အဲ့ဒီအိမ်မှာဗိုက်ကြီးတဲ့တယောက်ကလေးမွေးဖွားကနေမှကလေးကောမိခင်ကောဆုံးသွားတာတဲ့အဲ့ဒါကမကျွတ်မလွတ်ဖက်နဲ့ကလေးလက်ကိုဆွဲပြီးထန်းတော်နဲ့ရေတွင်းသားမှာအဲ့နာကနေဖြတ်သွားတဲ့လူတွေကိုကိုထင်ပြတတ်တယ်၆လန့်တတ်တယ်ညီတို့တူကအဖို့ခေါ်တာနေမှာပါတဲ့အဲ့လိုမျိုးပြောတာပေါ့အဲ့ဒါကိုကြားလိုက်ရတဲ့အချိန်မှာကိုစိတ်အမေကတော့တကိုယ်လုံးကြက်တီးတယ်ဖြန်းထသွားပြီးတော့လုံးဝအဲ့လိုမပြောတော့ငါလာအတိတ်မဝင်မဲနဲ့အဲ့ဒီမိန်းမကြီးနောက်ကိုရေတွင်းနဲ့အထိလိုက်သွားခဲ့မယ်ဆိုရင်ဒါမှမဟုတ်သူမကငါ့ကိုရေတွင်းနဲ့တွန်းချလိုက်ရင်အဲ့အတွင်းနဲ့တင်တွေးပြက်မတက်ခံစားခဲ့ရတာပေါ့အဲ့လိုနဲ့နောက်နေ့မနေ့မိုးလင်းတော့ကိုစိတ်အမေကရွာမှာလုံးဝဆက်မနေရတော့အဖွားတို့ကြော့ပြီးတော့ဒီမိဘတွေရှိတဲ့မော်လမြိုင်မြို့ပေါ်ကိုချက်ချင်းပဲကားစီးပြီးလိုက်ကားစီးပြီးတော့ပြန်လာခဲ့လိုက်တာပေါ့အဲ့ဒီဖြစ်ပွားခဲ့တာကအခုဆိုရင်တော့နှစ်ပေါင်း30ကြာသွားခဲ့ပါပြီကိုစိတ်ရဲ့အမေကလည်းအခုဆိုရင်အသက်45နှစ်အရွယ်မိခင်တယောက်ဖြစ်နေပါတယ်ဒါပေမဲ့အဲ့ဒီနေ့ကစပြီးဒီနေ့အထိအဖွားတို့ရွာကိုစိတ်အမေကတခါမှခြေဦးမလဲရေတော့တာအခုရက်ထိပဲပေါ့နော်ညတကောင်ထမ်းရွက်6တွေလေတိုးတဲ့အတန်တွေကြားတဲ့ခါတိုင်းအဲ့ဒီမျက်နှာမရှိတဲ့မိန်းမကြီးရဲ့ပုံတံကကိုစိတ်အမေမျက်စိထဲမှာပြန်ပေါ်လာတတ်တယ်ဆိုပြီးတော့အမေကပြောပြတယ်ပေါ့နော်ဆိုတော့ဒီဖြစ်ပျက်လေးကိုလာရောက်ပေးပို့ပေးတဲ့ဒီကိုစေးလို့အမေရတဲ့ဒီအခုပြထားတဲ့ TikTok အကောင့်ပန်ရှင်ကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့နောက်ထပ်ဆက်လိုက်တဲ့ဘုတ်ကိုသွားကြရအောင်ပါအခုပြောပြမယ်ဖြစ်ရကလွန်ခဲ့တဲ့အနှစ်30ကျော်ကျွန်တော်အသက်10နှစ်တာအရွယ်လောက်တုန်းကဘုန်းကြီးကျောင်းတစ်ကျောင်းမှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်တကယ်ချောက်ချားစရာကိုတွေ့ဖြစ်ရမှန်းတစ်ခုပေါ့နော်အဲ့တုန်းကကျွန်တော်အသက်က10နှစ်လောက်ပဲရှိသေးတယ်ဗျအဲ့တုန်းကအဖွားဖြစ်သူရဲ့အိမ်မှာကျွန်တော်ရဲ့အကိုတွေဦးလေးတွေနဲ့စုပေါင်းပြီးတော့အလူအတန်းကြီးလုပ်ပြီးတော့ဆင်ပြုတ်ပေးကြတာပေါ့အဲ့တုန်းကစုပေါင်းလူကြီးလူငယ်9ယောက်အတူတူကိုရင်ဝစ်ကြတယ်ရဟန်းဝစ်ကြတယ်ပေါ့ဒါပေမဲ့ထူးဆန်းတာကကျန်တဲ့အကိုတွေနဲ့ဦးလေးတွေကအတက်ပြည့်နေကြရင်မို့အကုန်လုံးကဒီဥပစင်းရဟန်းဝစ်ကြပြီးတော့ကျွန်တော်တယောက်ပဲအတက်မပြည့်သေးလို့ကိုရင်ဝစ်ခဲ့ရတာပေါ့ကျွန်တော်တို့ရွာမှာကဒီဖုန်ရင်ကျောင်းစုပေါင်း9ကျောင်းတောင်ရှိရဗျအဲ့ဒီအထဲမှာကျွတ်တို့ဝစ်တဲ့ကျောင်းကိုတော့ရွာကလူတွေကနတ်ရည်တွင်ကျောင်းလို့ခေါ်ကြတယ်ကျောင်းဝင်းကြီးကလည်းတော်တော်လေးကျယ်ဝန်းပြီးတော့ရှေးကြတဲ့တက်တာကျောင်းကြီးပေါ့ရွာဦးမှာရှိတာဆိုတော့ပက်လယ်မှာတစ်ပင်ကြီးတွေအုပ်ဆိုင်နေပြီးတော့နေသိမ်းဘက်မှာတောင်ခက်မိုင်းလေးပေါ့နော်ကျောင်းဝင်းထဲမှာအဓိကအားဖြင့်အဆောင်ကြီးက3ခုရှိတယ်ဗျဆရာတော်သတင်းတုံးတဲ့ဇေတဝင်ကျောင်းမကြီးရယ်ဒီဟန်းခံတိန်တော်ကြီးရယ်ပြီးတော့ရွာကလူတွေအလူတန်းလုံရင်တုံးတဲ့ဓမ္မယုံကြီးရယ်ပေါ့3ခုရှိတယ်ပေါ့နော်အဲ့ဒီတုန်းကနိုင်ရည်တွင်ကျောင်းမှာကတန်ခါကတိတ်တော့မရှိလာဘူးဗျတက်တော်ကြီးလာပြီဖြစ်တဲ့ဆရာတော်ဘုရားကြီးရယ်ဝါကြီးဥပစင်းကြီး2ပါးရယ်ပြီးတော့အတစ်ဝတ်လာတဲ့ကျွန်တော်တို့အကိုဦးလေးတွေအပါအဝင်9ပါးရယ်ဒီစုပေါင်း73ပါးလောက်ပဲရှိတာပေါ့ပြီးတော့အဲ့ဒီကျောင်းကလူဦးရေနဲ့စာရင်တော်တော်လေးကိုကျယ်ဝန်းပြီးတော့ညဘက်ဆိုရင်တိတ်ဆိတ်လွန်းလို့ဖားအော်တန်တွေပစင်းရှည်ခွဲတန်တွေအစကျောင်းပေါ်ကနေအတိုင်းသားကြားနေရတာပေါ့အဲ့တုန်းကဘာပြုတ်ခဲ့ရလဲဆိုတော့ကျွန်တော်တို့ကိုရင်ဝစ်ပြီးတော့9ရက်မြောက်နေ့မှာအခုပြောပြမယ်ဖြစ်ပက်ကစတာပေါ့အဲ့ဒီညတုန်းက8နာရီလောက်မှာထုံးစံအတိုင်းပဲဒီကျွန်တော်တို့ဝါကြီးတဲ့ဥပစင်းကြီးတွေနဲ့ကျွန်တော်ရဲ့အကူဦးလေးဥပစင်းတစ်တွေအကုန်လုံးကညဘက်ဖျားဝစ်ပြုတ်ဖို့အတွက်ဆိုပြီးတော့တိန်တော်ကြီးတဲ့ကိုဆင်းသွားကြတာပေါ့အဲ့တုန်းကကျွန်တော်ကကိုရင်အငယ်လေးဆိုတော့သူတို့တိန်ထဲဝင်ပြီးတော့ဝစ်ပြုတ်တဲ့အထဲမှာကျွန်တော်ကမပါဘူးပေါ့အဲ့ဒီတော့ဒီသူတို့ဝစ်ပြုတ်တဲ့အချိန်ဇေတဝင်ကျောင်းမကြီးပေါ်မှာကျွန်တော်တယောက်တည်းကြံခဲ့တာပေါ့
ကျွန်တော်ကလည်းအောက်ထက်ကဒီတီးတဲ့အဆောင်မှာတရင်တုံးနေတာဆိုတော့အပေါ်ထက်တစ်တားကျောင်းဆောင်ကြီးတစ်ခုလုံးမှာလေတိုးတန်ကလွဲရင်ဘာတမ်းမှမရှိဘူးပြီးတော့တိန်တော်ကြီးကတော့ကျောင်းမကြီးနဲ့နည်းနည်းလမ်းတဲ့နေရာမှာရှိတာပေါ့ခုနကကျွန်တော်ရဲ့အကိုလေးဦးစင်းနေတွားတဲ့တိန်နဲ့အခုကျောင်းထဲကနည်းနည်းလေးလမ်းတယ်ပေါ့နော်ပြောချင်တာအဲ့တော့တိန်ထဲကနေပြီးတော့ဦးစင်းနေဖျားရှိခိုးတယ်ပရိတ်ရွတ်နေတဲ့အတန်မန်မန်လေးတူတူလေးကိုတော့ကျောင်းပေါ်ကနေကြားနေရတယ်ပေါ့အဲ့တုန်းကကျွန်တော်တက်ကလည်း10နှစ်တာအရွယ်လေးဆိုတော့ဘုန်းကြီးကျောင်းမှာထားတဲ့စီကန်းတွေကိုတိတ်ပြီးတော့လေးလေးနက်နက်မတိဘူးပေါ့နော်အဲ့လိုနဲ့ဒီနေမွန်းလွဲရင်အာဟာရမတုံးဆောင်ရဆိုတဲ့တိတ်ခါဖို့ရှိတယ်ကွာနေ့လည်းညကမစားရဘူးဆိုတဲ့တိတ်ခါဖို့ရှိတယ်အဲ့လိုနဲ့ဒီကလေးဆိုတော့ဘိုက်ကလည်းအဲ့ချိန်ကြီးမှာစားလာရောအဲ့နဲ့ဘယ်သူမှလည်းမရှိဘူးပြောမဲ့သူလည်းမရှိလူကလည်း10နှစ်အရွယ်ငယ်သေးရဆိုတော့ဘယ်သူမှမရှိတော့ငါမုံခိုးစားမယ်ဆိုပြီးတော့အကြံရလာတာပေါ့အဲ့ဒါနဲ့ကလေးတစ်ပါးဝါဆိုတော့ညဘက်စီဘိုက်စားတာလုံးဝမအောင်နိုင်ဘူးလေအဲ့ဒါနဲ့ကျောင်းပေါ်မှာဥပစင်းတွေအလူတုံးကရထားတဲ့ဒီတိန်းထားတဲ့မုံဘုံအနာကိုချီဖွားဖွားလေးနင်းပြီးတော့မုံတွားခိုးစားမယ်ပေါ့အဲ့နဲ့မုံဘုံလေးကိုအတားလေးဖွင့်ပြီးတော့အထဲကနေဘီစကစ်မုံတစ်ထုပ်နဲ့အချိုရည်တပူကိုခိုးယူလာခဲ့လိုက်။ကျောင်းလေကောင်ကြီးမှာထိုင်စားရင်းနဲ့နေမယ်ပေါ့။ဒါပေမဲ့စဉ်းစားလိုက်တာအဲ့မှာစားနေရင်ငါ့ကိုဆရာတော်ကြီးမြင်သွားမယ်ပေါ့နော်။မြင်တော့ငါရိုက်ခံရမယ်ဆိုပြီးတော့ကျောင်းမကြီးနဲ့အတက်အဆင်းလုပ်တဲ့တစ်တားလေကားကြီးရဲ့ထိတ်နားမှာကွယ်ရာလေးမှာပေါ့နော်။သွားပြီးတော့ခြေပြက်လက်ပြက်ထိုင်ပြီးတော့အဲ့နားမှာငါစားမယ်ပေါ့။ပြောရမယ်ဆိုရင်အဲ့ဒီလေကားကြီးကရှေးဟောင်းတစ်တားလေကားကြီးဗျ။လေကားအောက်ခြေမှာကမောင်မဲနေရပဲ။ကျွန်တော်လည်းဒီလေကားထိတ်မှာတယောက်တည်းထိုင်ပြီးတော့မုံတုံလေးကိုဖောက်ကမန်းကန်းလူမမြင်အောင်စားနေရဆိုတော့တွက်လေးပေါ့နော်ပြီးတော့မုံစားပြီးတဲ့ခါကျတော့အချိုရည်ဘူးအဲ့လိုမျိုးဖောက်မလို့လုံနေတဲ့အချိန်မှာပဲလေကားအောက်ကနေပြီးတော့ကွဲအက်နေတဲ့အတန်ကြီးကထွက်လာဈေးဟာအဲ့နဲ့ဘုံမနေအဲ့ကျွန်တော်ကြောပြင်ကြီးအစ်ဆက်သွားသလိုခံစားလိုက်ရတယ်ဗျလေကားအောက်ခြေကမောင်မဲနေတဲ့အမောင်တို့တွေကနေကျွန်တော်ရဲ့နာမည်ကိုတုံးကာတိတိအော်ခေါ်လိုက်တဲ့အတန်ပေါ့နော်အဲ့ဒီအတန်ကပုံမှန်လူတယောက်လမ်းအော်တယ်လို့မျိုးလမ်းခေါ်တယ်လို့မျိုးကြဲကြဲလောင်လောင်ကြီးမဟုတ်ဘူး။တစုံတစ်ယောက်ကနာနာကျင်ကျင်နဲ့တုခန္ဓာကိုယ်မှာဒဏ်ရာတွေရနေတာကိုအောင့်အေးပြီးတဲ့ခါကျတော့ကိုယ့်ကိုအကူကြီးတောင်းတဲ့ပုံစံမျိုးညီးတွားပြီးတော့ခေါ်နေတဲ့အတန်မျိုးပေါ့။ဒီအတန်ကအကွဲကွဲနဲ့ကိုဒီကျွန်တော်ထိုင်နေတဲ့အောက်ကနေပဲ့တင်ပြီးတော့ထွက်လာတာပေါ့။အဲ့ချိန်မှာကျွန်တော်ကလည်းကလေးဆိုတော့ချက်ချင်းကြီးတရဲတော့မတွေးမိသေးဘူး။အော်တိမ်ထဲကဖျားရှိခိုးတာပြီးသွားလို့အကူဥပဇင်းတစ်ပါးကပြန်လာတာလား။ဒါမှမဟုတ်ညဘက်ကိုကျောင်းကိုလာလေတတ်တဲ့ရွာကကျွန်တော်ရဲ့အတိမိတ်ဆွေတယောက်ကကျွန်တော်နောက်နေရလားဆိုပြီးတော့တွေးလိုက်တာပေါ့အဲ့ဒါနဲ့လေကားပေါင်အောက်ကိုခေါင်းလေးငုံပြီးတော့ဒီထိုင်နေတဲ့လေကားပေါင်အောက်ကိုခေါင်းလေးငုံပြီးတော့ကြော်ကြည့်လိုက်တာပေါ့ဒါပေမဲ့ဘယ်သူမှကိုမရှိရလေကားအောက်ခြေကတကားဝမှာကလည်းညပိုင်းလေးဆိုတော့လှရောင်မိန်မိန်လေးနဲ့မလေးမကျင်းလေးမြင်ရပြီးတော့လုံးဝမောင်မဲတိတ်ဆိတ်နေရပေါ့တေချာလေးနားစွန့်ကြည့်တဲ့ခါကျတော့လေဒီတိန်တော်ကြီးဘက်မှာဥပစင်းတွေဖျားရှိခိုးနေတဲ့အတန်ခန့်အုပ်လေးကိုကြားနေရတော့မယ်ဆိုလိုတာကကျောင်းဝင်းထဲမှာဘယ်သူမှမရှိဘူးတိန်ထဲမှာပဲနေကြတော့ပေါ့နော်ဖျားရှိခိုးတာလည်းမပြီးသေးဘူးပေါ့အဲ့အချိန်မှာကျွန်တော်ရင်ထဲမှာထိတ်ခနဲဖြစ်သွားပြီမဲ့ဩငါမုန်ခိုးစားနေရတဲ့စိတ်ကူးရင်ပြီးတော့အချားမားတာနေမှာဆိုပြီးတော့စိတ်ကိုအတင်းဖြေလျှော့လိုက်တာပေါ့ဒါပေမဲ့လည်းကြောက်စိတ်ကဝင်လာပြီဆိုတော့လက်ထဲကဖောက်လက်စအချိုရည်ဘူးကိုကမန်းကန်းမော့တောက်ပြီးတော့ကျောင်းပေါ်ကိုပြန်တက်ဖို့ပြင်တာပေါ့အဲ့လိုနဲ့အချိုရည်ဘူးကိုမော့တောက်နေတဲ့အချိန်မှာပဲဈေးအားဆိုပြီးတော့အတန်ကြီးကစောစောထက်ကိုပို့ပြီးတော့နားနားကိုနီးနီးကက်ကက်ကြီးလာអော်နေတယ်လို့မျိုးဖြစ်လာတာပေါ့ပြီးတဲ့ခါကျတော့လေတန်းကနည်းနည်းလေးမာမထန်ထန်ဖြစ်နေတဲ့ပုံစံမျိုးဗျအဲကျွန်တော်ရဲ့နာမည်ရင်ဈေးအားဆိုတာကိုအတန်အကွဲကွဲကြီးနဲ့ထက်ခေါ်တာပေါ့ရွာတွေကကျွန်တော်ကိုရင်ဝတ်ထဲကကျွန်တော်ကိုဈေးအားလို့မခေါ်ကြတော့ကိုရင်ဈေးလို့ပဲခေါ်ကြတာကျုပ်ရဲ့အတိတွေတငယ်ချင်းတွေထဲမှာလဲဘယ်သူမှကျုပ်ကိုနာမည်အရင်တိုင်းဈေးအားလို့မခေါ်ကြဘူးဗျအဲ့ဒီအတန်ကကျုပ်ရဲ့နာမည်ရင်းကိုတေးသေးချာချာတိနေတဲ့အတန်ကြီးပေါ့နော်အဲ့အချိန်မှာကျွန်တော်ကလည်းဒီကလေးဆိုပေမဲ့ဒါပုံမှန်မဟုတ်တဲ့ဟာကြီးကိုတိလိုက်ပြီးပေါ့နော်အဲ့ဒါတော်တော်ကြီးကိုကြောက်လန့်သွားအဲ့လေကားအောက်ကိုလည်းထပ်ပြီးတော့ငုံမကြည့်ရဲတော့အဲ့ခိုးစားလက်စမုံတို့လေးကိုဒီအချိုရည်ဘူးလေးကိုလေကားထိတ်မှာတင်ပြစ်ချခဲ့ပြီးတော့ဝတ်ထားတဲ့တင်းပိုင်ကိုတကားကားနဲ့ပေါ့နော်ဝတ်ထားတဲ့တင်းပိုင်ညူလက်ကြီးနဲ့ဖိပြီးတော့အဲ့တုန်းကကိုရင်ငယ်ငယ်လေးဆိုရင်တင်းပိုင်မွေးတက်ကြအောင်လေကာယနဲ့ကိုကလည်းအဲ့ဒီတင်းပိုင်ကာယကြီးကိုဖေနဲ့ဆွဲပြီးတော့ကျောင်းပေါ်ကနေအောက်ထပ်ကိုငုံမဲနဲ့ပြေးဆင်းခဲ့တာပေါ့ကျောင်းအောက်ကိုရောက်တော့လေဒီဆရာတော်ကြီးဆောင်ဘက်ကမတွားရဲဘူးညဘက်ကြီးဆိုတော့ကျောင်းအောက်ခြေကော်ရီတာတွေကမောင်မဲနေရပါတော့အဲ့နဲ့ကျောင်းအဝင်ဝနာရောက်တော့
လူအတွားအလာရှိပြီးတော့ဒီအကိုတွေဖျားရှိကိုတွားတဲ့တိမ်နဲ့လည်းနည်းနည်းနီးတဲ့ဇောင်းနှမ်းပေါ့နော်လူတွားစင်ကြံလမ်းသားကိုပြေးတွားပြီးတော့အဲ့ဒီနားမှာပဲဒူးနှစ်ဖက်ကိုပိုက်ပြီးတော့တုံတုံရီနဲ့ထိုင်နေရပေါ့စိတ်ထဲမှာတော့ဒီဖျားစာကြီးတွတ်တွတ်ရွတ်နေရပေါ့အဲ့လိုနဲ့ည9 နာရီလောက်ရောက်တဲ့ခါကျတော့တိမ်ထဲကနေဆရာတော်ကြီးနဲ့အကိုဥပစင်းတွေဖျားရှိကိုပရိတ်ရွတ်တာပြီးသွားပြီးတော့ကျောင်းဘက်ကိုအုပ်စုလိုက်ကြီးပြန်တက်လာကြတာပေါ့အဲ့လိုနဲ့လူအုပ်ကြီးကိုမြင်ရတဲ့ခါကျမှကျွန်တော်လည်းတက်ပင်းချနိုင်ခဲ့ပါတယ်ပြီးတဲ့ခါကျတော့ဥပစင်းတွေရဲ့အနောက်ကနေကပ်ပြီးတော့ကျောင်းပေါ်ကိုတိတ်တိတ်လေးပြန်တက်လိုက်လာတာပေါ့နော်ကျောင်းပေါ်ရောက်တော့ဒီခုနကကြောက်တဲ့အကြောက်တရားတွေကမပြေသေးဘူးအဲ့ဒါနဲ့ကျွန်တော်ရဲ့အကိုအရင်ဖြစ်တဲ့ဥပစင်းတစ်ပါးနားကိုတွားပြီးတော့ကျွန်တော်ကြုံခဲ့ရတဲ့ဖြစ်ပျက်ကိုတိုးတိုးလေးကပ်ပြီးတော့ပြောပြတာပေါ့နော်ဥပစင်းကျုပ်စိုးစိုးကဒီကားထိတ်မှာထိုင်နေတော့အောက်ကနေကျွန်တော်ရဲ့နာမည်ကိုတိုးတိုးလေးခေါ်နေတာကျွန်တော်တွားကြည့်လိုက်တော့ဘယ်သူမှလည်းမရှိဘူးလို့ပြောပြလိုက်တော့အကိုဦးစင်းကလည်းကျွန်တော်ကိုကြည့်ပြီးတော့ဟာကိုရင်ကလေးကလည်းကလေးဆိုတော့စိတ်ထင်လို့နေမှာပါကျောင်းပေါ်မှာတယောက်ခဲကြံခဲ့လို့ကျောင်းစိတ်ဝင်လာနေမှာဘာမှမဖြစ်ဘူးတွားအိတ်တော့လို့ခက်ပေါ့ပေါ့ပဲပြန်ပြောတာပေါ့ကျွန်တော်ကလည်းလေကားအောက်ခြေကိုလမ်းကြည့်ခြင်းပဲမဲ့ညနဲ့လေမောင်မဲလေပဲမို့လုံးဝလည်းမကြည့်ရတော့အဲ့ညကစိတ်ထဲမှာတထစ်ထစ်ကြောက်လန့်နဲ့ကိုရင်နေအိတ်တဲ့အဆောင်ဘက်မှာဖြာခင်းပြီးတော့အတင်းမျက်စိမိတ်ပြီးတော့အိပ်ပျော်အောင်ကြိုးစားအိတ်ခဲ့ရတယ်ပေါ့စိတ်ထဲမှာကြောက်နဲ့အိတ်သွားရလို့လားမသိဘူးကြောက်စိတ်တွေလွမ်းမိုးနေလို့လားတော့မသိဘူးအိပ်ပျော်သွားတဲ့အချိန်မှာတော်တော်လေးကိုခြောက်ချားဖို့ကောင်းတဲ့အိမ်မက်တစ်ခုကထင်ထင်ရှားရှားကြီးမက်တာပေါ့ဘာလဲဆိုတော့အိမ်မက်ထဲမှာကျွန်တော်အိတ်နေတဲ့နေရာရဲ့ခြေရင်းတဲ့မှာလူတစ်ယောက်ကရက်နေတာဗျအဲ့ဒီလူကအသက်50ဝန်းကျင်လောက်ရှိမဲ့ယောက်ျားကြီးတစ်ယောက်ခန္ဓာကိုယ်ကလည်းဝါဝါတုတ်တုတ်ကြီးနဲ့ဝတ်ထားတာကတော့ဒီပစိုးကွက်ထောက်အနွမ်းကြီးပေါ့ပို့ပြီးတော့တွေးဖြတ်ဖို့ကောင်းတာကခြေရင်းမှာရက်နေတဲ့အဲ့လူကြီးရဲ့မျက်နှာကပုံမှန်လူလိုမဟုတ်ဘဲနဲ့မီးတွေးခဲလိုမျိုးညိုမဲပုတ်ဆက်နေတာအော်တော်ပြောရင်းနဲ့တောင်ကြက်တီးထားတဲ့မျက်နှာမဲကြီးပေါ့နော်သူ့ရဲ့မျက်လုံးတွေကနေရဲနေပြီးတော့ကျွန်တော်ကိုစူးစူးဝါးဝါးကြီးစိုက်ကြည့်နေရဗျအဲ့နဲ့သူကကျွန်တော်ကိုစိုက်ကြည့်ရင်းနဲ့အကွဲကွဲအတန်ကြီးနဲ့လမ်းပြောတာငါခေါ်နေတာကိုမင်းကဘာလို့မထူးရလဲတဲ့အဲ့ချိန်ကျမှကျွန်တော်လည်းအိမ်မက်ထဲမှာကျွန်တော်ကြောက်လန့်သွားပြီးတော့ခင်ဗျားဘယ်လိုလဲဆိုပြီးတော့ပြန်မေးလိုက်တာအဲ့လိုကျွန်တော်ကမေးလိုက်တဲ့ခါကျတော့အဲ့ဒီမျက်နှာမဲကြီးနဲ့လူကြီးကအတန်နဲ့ကြီးနဲ့အားနဲ့ရီရပေါ့အဲ့လိုရီပြီးတဲ့ခါကျတော့ကျွန်တော်လက်ညှိုးကြီးနဲ့ငေါငေါထိုးပြီးတော့မင်းတန်ကောင်းသွားတယ်လို့မှတ်လိုက်ငါခုန်နေတော့ကတော့မင်းအတန်ထူလိုက်ရင်မင်းရဲ့လက်ပြောင်ငါနှုတ်ပြီးတော့ငါတားနဲ့တူအဖော်ဖြစ်ခေါ်ထားမှာတဲ့ဟာအဲ့စကားကိုအကွဲကွဲနဲ့ပြောဆိုပြီးရတယ်အဲ့လူကြီးကကျွန်တော်ရဲ့ခြေရင်းမှာတဟားဟားနဲ့ကြောက်မဲ့ပွဲကရင်မောရင်းနဲ့ဝုန်းမနှဲဆိုပြီးတော့ပျောက်သွားအဲ့ချိန်မှာကျွန်တော်အမေးဆိုပြီးတော့လက်អော်ပြီးတော့အိမ်မက်ကနေလက်နိုးတာပေါ့နော်တကူလုံးကလည်းချွေးသေးတွေနဲ့ဆိုဆွဲနေတာဖျားတွေပါဆိုနေရလားတော့မသိရတော့ဘူးပေါ့အဲရင်ဘက်တစ်ခုလုံးကလည်းဝုန်းတိုင်းကျင်းမတက်ခုံနေပြီပေါ့နော်တုံရင်းနေရချက်ချင်းကိုရက်တော့မရအောင်အဲ့ညကအိမ်မက်ကဒီတကယ်ကိုအပြင်မှာကြုံနေရတယ်လို့မျိုးထင်ထင်ရှားရှားကြီးပေါ့နော်အဲ့တရေနိုးပြီးတဲ့ဒီအိမ်မက်ကနေလက်နိုးပြီးတဲ့အချိန်တစ်ခုလုံးထပ်ပြီးတော့ကျွန်တော်အိတ်လို့မရအောင်မျက်လုံးကလည်းကြောင်သွားပြီပေါ့နော်အဲ့လိုနဲ့အဲ့ဒီညကဖြစ်ပျက်ခဲ့တဲ့ဒီအိမ်မက်ကြောင်နောက်တနေ့မနေ့မှာကျွန်တော်ဖျားခြင်းတယ်လို့ဖြစ်ပြီးတော့တကူလုံးကလည်းနှုံးချိနေရပေါ့အဲ့ဒီခေတ်ကကိုရင်နေမနဲ့လင်းရွာလေးကိုဆုံးခံကြွတာထုံးစံပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ကြောက်စိတ်နဲ့ဒီနေမကောင်းတာတော့ပါလာဆိုတော့မနဲ့ခင်းမှာဆွမ်းတော်မခံနိုင်မဲနဲ့ကျောင်းပေါ်မှာပဲခွေခွေလေးဖြစ်နေရပေါ့အဲ့လိုနဲ့နေ့လည်ကစားရင်ရောက်တဲ့ခါကျမှအကိုဦးစင်းကကျွန်တော်အခြေအနေမကောင်းတာမြင်တာနဲ့ဆရာတော်ဖျားကြီးစီကိုခေါ်သွားပေးရအောင်အဲ့လိုနဲ့နေ့လည်စွန်းဖုံးပေးပြီးတဲ့အချိန်မှာကျွန်တော်လဲဆရာတော်ကြီးရဲ့ရှေ့မှာဒူးထောက်ပြီးတော့မင်းညကတဲ့လေကားအောက်ကအတန်ကြားပုံရဲ့ညကမက်ခဲ့တဲ့လက်ပြနှုံးမဲမင်းလက်ပြနှုံးမဲဆိုတဲ့အိမ်မက်အကြောင်းရည်ကိုဆရာတော်ဖျားကြီးကိုအဆအဆုံးရှောက်တင်လိုက်တာပေါ့အဲ့အချိန်မှာကျွန်တော်ရဲ့စကားလဲရှုံရောဒီတော်တော်လေးကမှတက်တော်ကြီးသားကြီးဖြစ်တဲ့ကျွန်တော်တို့ရဲ့ဆရာတော်ဖျားကြီးကမျက်မှောင်မြင်ကျုပ်ပြီးတော့အံ့ဩမြင်တက်သွားတာပေါ့ဆရာတော်ကြီးကလည်းခေါင်းနဲ့ညင်းညင်းနဲ့ရွရွပြီးတော့ပြောတာပေါ့နော်အေးဟုတ်ပြီကိုရင်တန်ကောင်းသွားတာအဲ့ဒါညဘက်ဘုန်းကြီးเจ้าမှာနာမည်တွေခေါ်ရင်လုံးဝမထူးရအောင်အထူးတစ်ဖြစ်မကျွတ်မလွတ်တဲ့အောက်လန်နမဝိညာဉ်တွေကလက်ပြနှုတ်ဖို့လာခေါ်တတ်တာကိုရင်ကအတန်မထူးပဲထပ်ပြေးခဲ့လို့ကံကောင်းသွားတာတဲ့အဲ့နောက်ဆရာတော်ကြီးကကျွန်တော်ကိုရှေ့နာတိုးခိုင်းပြီးတော့ဒီဖန်ခွက်ထဲကရေကိုပရိတ်တရားတွေရွတ်ဖက်ပြီးတော့ရေမန်းလုပ်ပြီးတော့ကျွန်တော်ကိုတိုက်တာပေါ့ပြီးတော့အနေကင်းအောင်လို့ဆိုပြီးတော့ဒီနေတွေမှာပရိတ်ကျိုးတွေတုံးကြရလေတကြံတွေပါတွေမှာလုတ်တဲ့ပရိတ်ကျိုးတွေကိုကျွန်တော်ရဲ့လက်ကဝက်မှာခြီးပေးတဲ့လေဘင်းမှာလည်းတေချာလေးစွတ်ပေးတယ်ပြီးတဲ့ခါကျတော့ဆရာတော်ကြီးကရေမန်းတိုက်ပြီးတော့ပရိတ်ကျိုးခြီးပေးလိုက်တော့မှပဲ
ကျွန်တော်ရင်ထဲမှာတရင်နဲ့ခုံရဲ့အကြောက်တရားတွေကတဖြည်းဖြည်းရှော့ပါသွားပြီးတော့စိတ်နဲ့ငြိမ်သက်သွားသလိုခံစားလိုက်ရတယ်ပေါ့နော်ဒါပေမဲ့စိတ်ကငြိမ်သက်တယ်ဆိုပေမဲ့အဲ့ဒီနတ်ရည်တွင်ကြောင်းကြီးကိုကြည့်လိုက်တိုင်းလေကအောက်ခြေကအမောင်တို့ရဲ့အိမ်မက်ထဲကမျက်နှာမဲမဲကြီးနဲ့လူကြီးကိုပြင်းမြင်နေတာပေါ့နော်အဲ့ဒါနဲ့ပဲကိုရင်ဝစ်ပြီးတဲ့ခုနှစ်မြောက်နေမှာပဲကျွန်တော်လုံးဝဆက်မနေရတော့တာနဲ့မိဘတွေကိုအတင်းပူစာပြီးတော့လူထွက်လိုက်တယ်ပေါ့နော်ဒါကတော့အခုလာဖို့ပေးထားတဲ့ TikTok အကောင့်ပိုင်ရှင်ကဒါသူ့ရဲ့ငယ်ဘဝကကိုရင်ဝစ်တုံးကဘုန်းကျောင်းမှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒီလက်ပြနှုတ်တယ်ဆိုတဲ့တရေအကြောင်းပဲဖြစ်ပါတယ်ဆိုတော့လာဖို့ပေးတဲ့ကိုကိုဂျေဇုအထူးတင်ပါတယ်ခင်ဗျာဆိုတော့နောက်ထပ်ဇလန်တစ်ပုဒ်စီကိုတွားကြရအောင်ပါဒီတက်တဲ့မြောက်ဇလန်ကကြတော့ဒီတာချီလိတ်ကပူနောင်ပေးပို့လာတဲ့ဇလန်လေးပဲပေါ့နော်ဖြစ်ပြက်လေးပဲပေါ့ကိုတွေးဖြစ်ရမှန်လေးပေါ့ဆိုတော့ကျွန်တော်တို့ဖြစ်ပြက်လေးစီကိုတွားကြရအောင်ပါဒါကလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်2003 2004ခုနှစ်ကနေစတင်ပြီးတော့2008ခုနှစ်မှာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဗန်းနဲ့ကြီးကွဲစရာကိုတွေ့ဖြစ်ရမှန်တစ်ခုပါကျွန်တော်နာမည်ကတော့နောင်ဖြစ်ပြီးတော့ကျုပ်ရဲ့ဇာတိကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းနေဆက်မြို့လေးဖြစ်တဲ့လာချီလိတ်မြို့ပါဆိုပြီးတော့လာရောက်ပေးပို့ထားတဲ့ဇလန်လေးကိုနားဆင်နေအောင်ပါအဲ့တုန်းကကျွန်တော်က6တန်းကျောင်းသားအရွယ်ဗျကျောင်းမှာကဒီအရန်ခင်တဲ့တငယ်ချင်းတစုနဲ့ပေါင်းမိကြတယ်ပေါ့ယောက်ျားလေးက3ယောက်မိန်းကလေးက2ယောက်စုစုပေါင်း5ယောက်ပေါ့နော်ဘယ်သူတွေလဲဆိုတော့ဒီယောက်ျားလေး3ယောက်နဲ့မိန်းကလေး2ယောက်စုစုပေါင်း5ယောက်ပေါ့နာမည်ကကျွန်တော်နောင်ရယ်အောင်ရယ်ဒီကြော်မျိုးရယ်ရဲရင်ကိုရယ်နင်းနုရယ်စပယ်ရယ်ဆိုပြီးတော့9ယောက်ပေါ့နော်ဒီ6တန်းကနေ10တန်းအထိတစ်ချောင်းနဲ့တစ်ခန်းထဲမှာပဲအမြဲအတူတူတက်လာခဲ့ကြတဲ့မောင်နှမအရင်တွေလို့ခင်တဲ့တငယ်ချင်းတွေပေါ့နော်ဒီနားမှာတော့ကျွန်တော်ရဲ့ဒီတငယ်ချင်းတွေနာမည်ကိုတော့အမည်လွဲနဲ့ပြောပြပေးထားတယ်ပေါ့နော်ဆိုတော့ဆက်ရအောင်ပါအဲ့တုန်းကကျွန်တော်တို့တငယ်ချင်း9ယောက်ကအရန်ခင်ကြတဲ့ခါကျတော့ဘယ်တွားအတူတူတွားအတူလာအတူစားအတူပေါ့နော်မိဘတွေကလည်းကျွန်တော်တို့9ယောက်အုပ်စုဆိုရင်အရန်စိတ်ချတယ်တယောက်နဲ့တယောက်တိုင်ရောစင်ကလည်းတော်လေးကိုနှက်ဆိုင်နေပေါ့ဒါပေမဲ့ကျွန်တော်တို့9ယောက်ကအုပ်စုတဲတာဆိုတဲ့ဒီဇာတိတွေကတော့မတူကြဘူးပေါ့နော်အရန်တာခင်ကြတာကျွန်တော်ကဆိုရင်ကျွန်တော်တယောက်တည်းပဲဒီတာချီလိတ်ဇာတိပေါ့ကျန်တဲ့တငယ်ချင်းတွေကကြတော့ဒီတာချီလိတ်မှာစီးပွားရေးအရန်ကောင်းခက်ကောင်းနေတဲ့အချိန်ဆိုတော့မိဘတွေကအလုတ်လာလို့ရင်းနဲ့ဒီကြောင်းပြောင်းလာခဲ့ကြတဲ့တူတွေပေါ့နော်အဲ့ဒီအထဲမှာဒီနင်းနုဆိုတဲ့မိန်းကလေးကမန်းလေးတိုင်းတွေကရွာလေးတွေကနေတာချီလိတ်ကိုကြောင်းလာတက်တာဗျသူကအမြဲတမ်းပဲညီးတတ်တယ်ဗျငါ10တန်းဖြည့်ပြီးရဲနဲ့ရွာကိုပြန်ရတော့မယ်ရွာမှာငါရဲ့အဖိုးနဲ့အဖွားပဲရှိတာဆိုတော့မိဘတွေကငါ့ကိုရွာပြန်လွတ်ပြီးတော့အဖိုးတွေအဖွားတွေကိုလှုပ်ကြွေးခိုင်းတော့မှငါမပြန်ချင်ဘူးဟာနင်တို့နဲ့လည်းမခွဲသွားချင်ဘူးလို့အပြင်တွားလေတိုင်းစားတော့ကြတိုင်းမျက်ရည်ဝဲပြီးတော့ကြံတဲ့တငယ်ချင်း4ယောက်ကိုအမြဲပြောလို့ရှိတယ်ပေါ့အချိန်ကြီးကလည်းတော်တော်လေးကုန်တာမြန်တယ်လို့ပြောရမယ်ဗျ2008ခုနှစ်3လပိုင်းကုန်လောက်မှာဆယ်တန်းစာမွေးပွဲကြီးပြီးသွားခဲ့တာပေါ့စာမွေးပွဲပြီးတာနဲ့နင်းနုတယောက်ရွာကိုပြန်ရမယ့်ရက်ကလည်းတော်လေးကတ်လာတာပေါ့နော်အပြန်ကန်啲ရက်တွေမှာနင်းနုရယ်ကျွန်တော်တို့အဖွဲ့တွေရယ်တွေ့တာငိုနေတာပေါ့နင်းနုကကျွန်တော်တို့ကလည်းစိတ်မကောင်းမိမယ်ဟာနင်းနုရယ်စိတ်မကောင်းမဖြစ်ပါနဲ့ရွာရောက်ရင်လည်းစာရေးပေါ့နေရာကြီးကြရင်လည်းငါတို့လာလိမ့်မယ်ဆိုပြီးတော့ဟာတာတွေပြောစာရင်တောက်ရင်းနဲ့သူ့ကိုနစ်တိမ်ပေးခဲ့ကြရတာပေါ့အဲ့လိုနဲ့နင်းနုပြန်မဲ့နေ့မှာကျွန်တော်တငယ်ချင်း4ယောက်လုံးကလည်းသူ့ရဲ့မိဘတွေနဲ့အတူတာချီလိတ်ကားကြီးကွင်းကိုလိုက်ပို့ကြတာပေါ့အဲ့လိုနဲ့နင်းနုကားပေါ်တက်သွားတဲ့အချိန်ကြီးကျွန်တော်တို့ကမာရန်ရွှေလိုမပြီးလိုက်တယ်နင်းနုနင်းမိဘတွေစီကိုစာရေးရင်ငါတို့စီကိုလည်းစာရေးအောင်တော့ကျမ်းမာရေးလည်း view ဆိုင်အောင်လို့မာခဲ့တာပေါ့အဲ့ဒီ2008ခုနှစ်တုန်းကအခုခေတ်လိုမျိုးအင်တာနက်တွေစမတ်ဖုန်းတွေကမရှိသေးဘူးပေါ့အဲ့ကြောင့်မို့စာရေးပြီးတော့ဆက်တွေ့ရတာပေါ့နော်ဖုန်းပြောချင်ရင်တော့မှဒီဂျိုးဖုန်းတိုင်တွေမှာတနာရီကိုထိုင်းဘတ်ငွေ3ဘတ်5ဘတ်အဲ့လိုမျိုးတွေပေးပြီးတော့ပြောရတဲ့ခေတ်ပေါ့နေဝေးကိုစာပို့ရင်လည်းကားဂိတ်ကလူကြုံနေနဲ့ပဲမာရတဲ့ခေတ်ဆိုတော့တစ်ခါခွဲရင်တော်တော်နဲ့ကိုပြန်မစုံနိုင်တော့တဲ့ခရီးမျိုးဖြစ်နေတာပေါ့ဗျာကားကြီးကလည်းထွက်တာတဲ့အထိနင်းနူးကကားပြင်းပေါက်ကနေပြီးကျွန်တော်တို့လက်ပြပြီးတော့ငိုယိုကပါတွားရှာခဲ့တယ်ပေါ့အဲ့လိုနဲ့ကျွန်တော်တငယ်ချင်းလေးနင်းနူးကတာချီလက်ကနေထွက်သွားပြီးတော့မက်မက်ရရ9ရက်တောင်မှပြည့်သေးဘူးဗျတရက်ကိုဒီတရက်ပေါ့နော်ညနေပိုင်းမှာကျွန်တော်အိမ်မှာတယောက်တည်းအခန်းထဲမှာထိုင်နေတော့ကျွန်တော်ရဲ့အခန်းတကားဝမှာလူရိတ်တစ်ခုကပေါ်လာအဲ့နဲ့လမ်းကြည့်လိုက်တော့ဟာနင်းနူးပေါ့နင်းနူးကကျွန်တော်ရဲ့အခန်းထဲကိုတန်းတန်းမက်မက်ရှောက်ပြီးတော့ဝင်လာအဲ့ဒီမှာကျွန်တော်ကလည်းအံ့ဩသွားပြီးတော့ထိုင်ရာကနေပြီးတော့ခုံကနေပြီးထားရက်ပြီးတော့သူ့ကိုကြည့်လိုက်တာပေါ့
အဲ့ချိန်မှာဟဲ့နောင်ငါပြန်လာပြီလေငါနင်တို့နဲ့မခွဲတိုင်လို့ရွာကနေချက်ချင်းပြန်လာခဲ့တာနင်တို့ကငါအရန်သတိရတာပဲဆိုပြီးတော့နင်တို့ကအဲ့လိုမျိုးပြောပြီးတော့ကျွန်တော်ရှိမှာရုတ်တရက်ငိုချလိုက်ပါရောပြီးတော့သူဝတ်ထားတာကရွာကိုပြန်တော်တော့ကဝတ်ထားတဲ့အဝတ်စားတိုင်းပဲကျွန်တော်လည်းအံ့ဩလုံးလို့ဇဝေဇဝါနဲ့ဟာနင်းဘလို့ဖြစ်ပြီးတော့ချက်ချင်းပြန်ရောက်လာတယ်မိဘတွေကခွင့်ပြုလို့လားလို့မေးဖို့ပြန်လိုက်သေးတယ်နင်းကကျွန်တော်စကားကိုဖြတ်ပြီးတော့နောက်ငါတို့အရင်လိုအတူတူလဲမယ်စားမယ်တောက်မယ်စကားတွေပြောပြီးတော့တချင်းတွေဆိုကြမယ်လေမနေ့ပြန်ညနေ9 နာရီကြာရင်ငါတို့စုံနေကြနေရအောင်လာခဲ့နော်ကျန်တဲ့တူတွေကိုလည်းငါတွားပြောလိုက်အောင်မယ်အဲ့လိုမျိုးပြောပြီးတော့ချက်ချင်းပဲကျွန်တော်ခန်းထဲကနေလက်ထက်သွားရောအဲ့မှာကျွန်တော်ကလည်းဘာမှတီးတီချာချာသူ့ကိုပြန်မမေးရအောင်ပေါ့နော်သူ့ကိုဘာနဲ့လာလဲဘယ်မှာတဲနေရလဲအဲ့လိုမေးဖို့တောင်မှကျွန်တော်အချိန်မရလိုက်ဘူးအဲ့ဒါကျွန်တော်လည်းအခန်းထဲကနေချက်ချင်းသူ့နောက်ကိုပြေးလိုက်ပြီးတော့သွားမင်းမယ်ဆိုပြီးလှုပ်တော့အင်းရှိဧကန်ရောက်တော့မင်းတို့ကအိမ်ပြင်ကိုရောက်သွားပြီဧကန်ထဲမှာကကျွန်တော်ရဲ့အမေကထိုင်ပြီးတော့အဝတ်ချုပ်နေရဗျကျွန်တော်လည်းအမေကိုလမ်းမေးလိုက်တာပေါ့အမေခုနကဝင်လာတဲ့နင်းနုလေသူဘာနဲ့ပြန်တော့ရလဲပေါ့အပြင်မှာကားရှိရလားပေါ့အမေကအဝတ်ချုပ်လက်စအပ်ကိုရက်ပြီးတော့ကျွန်တော်ကိုထူးထူးဆန်းဆန်းလဲကြည့်ရပေါ့အေးဟုတ်ပါအဲ့ဒီကောင်မလေးအိမ်ထဲဝင်လာတော့လေအမေကိုဘာမှမနှုတ်ဆက်ဘူးနင်းအခန်းဘက်ကိုတန်းတန်းမက်မက်ကြီးတွားတာပဲပြန်ထွက်လာတော့လေအမေကိုတောင်မှလဲမကြည့်ဘူးတဲ့မျက်နှာကြီးကအတီကြီးနဲ့အရှိတဲ့ကြီးကိုပဲစိုက်ကြည့်ပြီးတော့အိမ်မြင်ကိုထွက်သွားတာတဲ့မင်းတို့တငယ်ချင်းတွေရန်ဖြစ်ထားကြတာလားဆိုပြီးတော့အမေကပြန်မေးရောအဲ့ဒါနဲ့အမေကလည်းမဖြစ်ပါဘူးဗျာအမေသူကရွာပြန်ရောက်လာတာထင်တယ်လို့အဲ့လိုမျိုးပြောလိုက်တာပေါ့ကျွန်တော်လက်စိတ်ထဲမှာတော့နည်းနည်းတော့ထူးဆန်းသွားတယ်ဒါပေမဲ့တငယ်ချင်းပြန်ရောက်လာပြီဆိုတဲ့စိတ်ကဝမ်းတာတဲ့စိတ်ကပိုပြီးတော့များနေတာပေါ့အဲ့လိုနဲ့နောက်ရက်ညနေ9 နာရီမှာကျတော့ကျွန်တော်တငယ်ချင်းတွေစုံနေကြနေရဖြစ်တဲ့ဒီခောက်ကွင်းလမ်းကအကင်ဆိုင်လေးကိုကျွန်တော်တို့ရောက်သွားတာပေါ့ဆိုင်ကိုရောက်တော့ကျန်တဲ့တငယ်ချင်း3 ယောက်အောင်ရယ်ဒီကြော်မျိုးရယ်ရဲရင်ကိုရယ်ဒီစပယ်ရယ်ကရောက်နေကျွန်တော်လည်းရောက်နေပြီပေါ့နော်နင်းနုကတော့မရောက်သေးအဲ့နဲ့ကျွန်တော်လည်းဆိုင်မှာထိုင်ချင်းပဲဟင်းကောင်လေးနင်းနုပြန်ရောက်နေပြီမနေ့ကငါအိမ်ကိုတော့လာတော့လေအဲ့လိုလမ်းပြောလိုက်တော့စပယ်ကလည်းမျက်လုံးအဝိုင်းသားနဲ့ပြန်ပြောတယ်အေးဟုတ်တယ်နော်ငါအိမ်ကိုလည်းမနေ့ကလာတော့တယ်ဒါပေမဲ့နင်းနုကြီးကတော့တမျိုးကြီးပဲဟာငါ့ကိုလာခေါ်တာပြောမရွှေမရှိဘူးညနာကြီးကလည်းအတီကြီးနဲ့ပဲငိုနေရဟိုပြီးထူးဆန်းတာကသူအိမ်ကနေပြန်ထွက်သွားတာငါအမေကငါ့ကိုလမ်းမေးတယ်တမီးခုနလုံးကအခန်းထဲမှာဘလူးနဲ့စကားပြောနေရလေတဲ့ငါလည်းနင်းနုနဲ့လေအမေကလည်းနင်းနုတာချီလေးကနေပြန်လာတာကိုမသိလိုက်ဘူးလားလို့မေးတော့အမေကလည်းအော်ဟုတ်လားအမေက TV ကြည့်နေလို့မမြင်လိုက်ဘူးတဲ့တကယ်တော့နင်းနုကအမေရှိတင်ဖြတ်သွားတာလေအမေဘာလို့မမြင်တာလဲမသိဘူးလို့စပယ်ကပြောတော့ကျုပ်တို့တွေအားလုံးကျွန်တော်တို့စိတ်ထဲမှာလေးလံတွားရတာပေါ့အဲ့ချိန်မှာတငယ်ချင်းတွေကိုမေးကြည့်တော့လေသူတို့အိမ်တွေကိုလည်းနင်းနုကကိုယ်တိုင်လာပြောတာတဲ့ကျွန်တော်တို့လည်းဒီနင်းနုရွာကပြန်လာတာမိဘတွေနဲ့ရန်ဖြစ်လာတာလားဒါမှမဟုတ်တခုခုအစင်မပြေဖြစ်လာတာလားဆိုပြီးတော့စိုးရင်တစည်းနဲ့သူ့ကိုစောင့်နေကြတာပေါ့အဲ့လိုနဲ့စကားပြောရင်းနဲ့စောင့်နေလိုက်ကြတာညနေဆောင်ပြီးတော့မောင်လာပြီပေါ့နော်အဲ့ဒီအချိန်ကြမှာခောက်ကွင်းထဲကအမောင်ထဲကနေပြီးတော့နင်းနုကလမ်းလျှောက်ပြီးတော့ဆိုင်ထဲကိုဝင်လာတေးသေးချာချာကြည့်လိုက်တော့နင်းနုကဒီတနက်ခါဘက်ကွက်ကြားလေးနဲ့ဝတ်ထားတာကလည်းရွာပြန်တော့ကကားခိတ်မှာဝတ်ထားတဲ့အင်ကြီးအတိုင်းပဲအဲ့နဲ့ကျွန်တော်တို့ရတယ်နင်းနုရနင်းစောင့်ရတာကြားလိုက်တာပေါ့ချိန်တဲ့တူကလည်းနောက်ကျရတယ်ဆိုပြီးတော့ကျုပ်တို့ကသူ့ကိုစီးကျူပြီးတော့နှုတ်ဆက်လိုက်ကြဒါပေမဲ့နင်းနုကကျွန်တော်တို့ကိုဘာစကားမှပြန်မပြောဘူးဗျသူကခုံမဝင်ထိုင်ပြီးတော့ခေါင်းကိုငှက်ဆက်ချထားတယ်ပြီးတော့ချက်ကြီးတငင်နဲ့ငိုပါလေရောနင်းနုဆိုတာကျုပ်တို့အဖွဲ့ထဲမှာစကားနဲတဲ့တူမဟုတ်ဘူးဗျအမြဲတမ်းစနောက်ပြီးတော့ပျော်ပျော်နေရတဲ့တူဒီနေ့မှထူးထူးဆန်းဆန်းဘာမှမပြောဘဲနဲ့ငိုနေရကျွန်တော်ကလည်းအဲ့ချိန်မှာစိုးရင်ပြီးတော့နင်းနဘာဖြစ်တာလဲငါတို့ကိုပြောပြဘာခက်ခဲရှိလို့လဲဆိုပြီးတော့ဝိုင်းမေးကြတော့သူကလုံးဝမဆက်မဟာကဲလာပါဒီနားမှာထိုင်နေရတာပိတ်လောင်နေလို့ဖြစ်မှာပါငါတို့လမ်းလျှောက်ရင်းနဲ့စကားပြောကြရအောင်ဆိုပြီးတော့ကျွန်တော်တို့ကလည်းလမ်းလျှောက်ဖို့ခေါ်တယ်ဒါပေမဲ့ तू ကလုံးဝမလိုက်ဘူးခေါင်းငိုက်ဆိုင်နဲ့ငိုနေရကျွန်တော်တို့လည်းနင်းနူကတခုခုတော့အကြီးအကျယ်ဖြစ်လာပြီငါတို့ဒီညတော့မေးလို့ရမှာမဟုတ်ဘူးမနေ့ပြန်ကြမှာသူ့ရဲ့မိဘတဲ့အိမ်ကိုတွားပြီးမေးကြည့်ကြမယ်ဆိုပြီးတော့အကုန်လုံးကတိုးတိုးလေးတိုင်ပင်လိုက်ကြတာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့9 ယောက်နင်းနူအပါဝင်ဆိုင်ပြင်ကိုထွက်ပြီးတော့လမ်းလျှောက်ထွက်ခဲ့ကြတယ်ဗျအဲ့လိုလမ်းလျှောက်ရင်းနဲ့ကျွန်တော်တို့ကအရှိကိုရောက်သွားတာနင်းနူကအနောက်မှာကြံခဲ့တာအဲ့ချိန်မှာကျွန်တော်တို့ကအနောက်ကိုလဲကြည့်လိုက်တော့နင်းနူကမရှိတော့ဘယ်အချိန်မှာဘလို့ပျောက်သွားမှန်းကိုမသိလိုက်ရကျွန်တော်တို့လည်းဒီအနီးနားပတ်ဝန်းကျင်ဟိုလိုက်ရှာကြတာပေါ့နင်းနူနဲ့អော်ပြီးတော့ခေါ်ကြတယ်အဲ့အကြာကြီးလိုက်ရှာပေမဲ့လုံးဝမတွေ့တော့ဘူးအဲ့ဒါနဲ့ကျွန်တော်တို့လည်းသူအိမ်ပြန်တော့နေမှာပါဆိုပြီးစိတ်မကောင်းစွာနဲ့ပဲဒီအိမ်ပြန်မလို့ဆိုပြီးလောက်ခဲ့ကြတာပေါ့အဲ့စိတ်ထဲမှာလည်းတခုခု
အတွေးပေါ်လာတာနဲ့ဒီခုနကစားခဲ့တဲ့အကင်ဆိုင်ကိုတွားပြန်မေးကြတာပေါ့အကိုကြီးခုနကတော့ကကျွန်တော်တို့နဲ့အတူထိုင်နေတဲ့မိန်းကလေးလေသူဘယ်ဘက်ကိုထွက်သွားတာလဲမြင်လိုက်လားလို့မေးတာပေါ့အဲ့မှာဆိုင်စင်အကိုကြီးကကျွန်တော်တို့ကိုကြည့်ပြီးတော့ကြောင်အန်းနဲ့ပြန်ပြောတယ်ဗျညီလေးတို့ကလည်းငါ့ကိုလာနောက်နေပါလေညီလေးတို့ဆိုင်ကိုလာကလေးကယောက်ျားလေးက3ယောက်မိန်းကလေးက1ယောက်စုစုပေါင်းမှ4ယောက်ထဲလာတာဘယ်မိန်းကလေးကလာအောင်ပါလဲတဲ့အဲ့ခါကျမှကျွန်တော်တို့ကလည်းဗျာရှင်းပေါ့နော်အောင်မေတိတွေထွက်ခွန်အဲ့မှာကျွန်တော်တို့4ယောက်ဆုံးကလည်း1ယောက်မျက်နှာ1ယောက်ကြည့်ပြီးတော့တကူလုံးကလည်းအေးဆက်တောင့်တင်းကုန်တော့ခုနကတော့ကကျွန်တော်တို့မျက်စိရှေ့မှာပဲနင်းတို့ကထိုင်ပြီးတော့ငိုနေခဲ့တာကျွန်တော်ကျွန်တော်အဖွဲ့တွေကမိန်းကလေးစပယ်ဆိုရင်ကြောက်လွန်းလို့ကျွန်တော်ရဲ့လက်မောင်းကိုတော့အတင်းဆွဲထားတာပေါ့နော်ကျွန်တော်တို့လည်းကြောက်လိုက်နဲ့ပဲအိမ်ကိုကမန်းကနန်းပြန်ခဲ့ကြပြီးတော့နောက်ရက်မနေ့ပိုင်းမှာနင်းတို့အိမ်ကိုတွားဖို့ဆုံးဖြတ်လိုက်ကြတာပေါ့နောက်ရက်မနေ့ရောက်တော့ကျွန်တော်တို့တငယ်ချင်း4ယောက်လုံးကနင်းတို့အိမ်ကိုစုပြီးတော့တွားကြတာပေါ့အိမ်သားရောက်တော့အိမ်တကားကြီးကတောက်ခတ်ထားပြီးတော့အိမ်မှာဘယ်သူမှလည်းမရှိဘူးဗျအဲ့ဒါနဲ့ဘေးအိမ်ကအတော်တယောက်အပြင်ကိုထွက်လာတာနဲ့ကျွန်တော်လမ်းမေးလိုက်အန်ဒီနင်းတို့မိဘတွေဘယ်တော့ကြလဲမသိဘူးခင်ဗျအိမ်တကားကလည်းတောက်ခတ်ထားလို့ပါလို့အဲ့လိုမေးလိုက်တော့အဲ့ဒီအတော်ကကျွန်တော်တို့ကိုတနာစရာမျက်လုံးနဲ့ကြည့်ပြီးတော့တပြင်းချပြီးတော့ပြောပြပါတယ်။အိုးတဲ့မောင်ရင်တော့မတိသေးဘူးလား။နင်းနုလေးကဆုံးမသွားပြီ။အဲ့လိုဆုံးသွားလို့တူမိဘတွေကရွာကိုချက်ချင်းလိုက်သွားကြတာလေတဲ့။ကားဂိတ်ကနေထွက်သွားပြီးလမ်းမှာတယ်ကားမောက်ပြီးတော့ဆုံးသွားတာတဲ့။မနေ့ရတယ်တူမိဘတွေစီတရင်ရောက်လာလို့ရွာကိုအလောင်းတွားတေကြတာတဲ့။အဲ့ခါကျမှမဖြစ်နိုင်တာအန်ဒီရဲ့မနေ့ညရတယ်နင်းနုနဲ့ကျွန်တော်တို့ကကောက်ကွင်းလမ်းကဆိုင်မှာဆုံးခဲ့ကြသေးတာ။အိမ်တွေကိုလည်းသူကိုယ်တိုင်ကျွန်တော်တို့ကိုလာခေါ်တာအဲ့လိုမျိုးကျွန်တော်တို့ကမယုံနိုင်ပဲအတင်းညင်းကြတာပေါ့အဲ့ဒီအခါမှာအတော်ကမျက်လုံးအဝိုင်းသားနဲ့ဖះအမလေးမောင်ရင်တို့ရဲ့နင်းနုလေးကနင်းတို့တငယ်ချင်းတစုကိုအရန်တန်အောင်စင်ကြည့်ပြီးတော့မခွဲနိုင်ဘူးလို့အမြဲပြောနေတာကိုအဲ့ဒါကြောင့်ဒုက္ခနာကိုကဆုံးသွားပြီမဲ့ဝိညာဉ်ကနင်းတို့စီကိုလာနှုတ်ဆက်တာနေမှာပါတဲ့တကယ်တော့မနေ့ကငါလည်းနင်းနုကိုအင်းရှိမှရုတ်တရက်မြင်လိုက်လို့ငါယောက်ျားကိုပြောပြနေတယ်ငါယောက်ျားကအမြင်မားတာပါကလေးမလေးကလမ်းမှာဆုံးသွားပြီလို့ပြန်ပြောလို့ငါလည်းကြောက်နဲ့ငြိမ်နေတာလို့ပြောပြတော့မှကျွန်တော်တို့တငယ်ချင်း4ယောက်လုံးအိမ်ရှိမှတယ်ကြက်တီးတွေဖျန်းခနဲ့ထသွားပြီးတော့ကြောက်စိတ်ထက်ဝမ်းနဲ့စိတ်ကပိုပြီးတော့လွမ်းမိုးတွားကြတာပေါ့အကုန်လုံးကလည်းဖက်ပြီးတော့ငိုချလိုက်ကြတာပေါ့နင်းတို့ရဲ့နင်းကငါတို့ကိုမခွဲနိုင်လို့ဝိညာဉ်ဘဝနဲ့တောင်လာနှုတ်ဆက်ခဲ့တာကိုလို့အကုန်လုံးပြောပြီးတော့ငိုကြရတာပေါ့အဲ့နောက်ပိုင်းမှာကျွန်တော်တို့တငယ်ချင်း4ယောက်လုံးစုပေါင်းပြီးတော့ကွယ်လွန်သွားတဲ့ကျွန်တော်တို့ရဲ့တငယ်ချင်းလေးနင်းနုအတွက်ရည်စူးပြီးတော့ဘုရားကျောင်းမှာဆွမ်းကြွေးအလူအတန်းတွေပြုတ်လုပ်ပြီးအမြအတန်းပေးဝေခဲ့ကြပါတယ်။ဒုစရနာကအဲ့လိုမျိုးအလူပေးပြီးတဲ့ညမှာပဲကျွန်တော်အိမ်မက်တစ်ခုမက်တယ်ဗျ။အိမ်မက်ထဲမှာနင်းနုကအဖြူအောင်ဝတ်စုံလေးနဲ့ပြုံးရွှင်လေးဖြစ်နေပြီ။ပြီးတော့သူကကျွန်တော်ကိုကြည့်ပြီးတော့နောင်ငါတော်တော့မယ်နော်။နင်းတို့အားလုံးကိုငါရမ်းကျေးဇူးတင်တယ်လို့ပြောပြီးတော့လက်ထပ်သွားပါတယ်။မနေ့လင်းလို့တငယ်ချင်းတွေနဲ့ပြန်ဆုံတော့ထူးဆန်းစွာနဲ့ကျန်တဲ့တငယ်ချင်း3ယောက်လုံးကလည်းကျွန်တော်နဲ့အတူတူညကကျွန်တော်မက်ခဲ့တဲ့အိမ်မက်အတိုင်းနင်းတို့ကလာနှုတ်ဆက်တဲ့အိမ်မက်ကိုအတူတူမက်ခဲ့ကြတာလေဗျအဲ့နောက်ပိုင်းကနေစပြီးတော့ဒီနေ့အထိနင်းတို့ရဲ့အရေးအယောင်ကိုရောအိမ်မက်ကိုရောထပ်ပြီးတော့မြင်တာတွေမက်တာတွေမရှိတော့ဘူးပေါ့နော်ဒီအကြောင်းကိုလာဖို့ပေးတဲ့ကိုနောင်ကတော့ကျွန်တော်ရဲ့ဘဝမှာဘယ်တော့မှမေ့လို့မရနိုင်တဲ့ဒီဝမ်းနည်းစရာကိုတွေ့ဖြစ်ရမှန်လေတခုမို့အခုအနေနဲ့ပြန်လဲညဝေပေးစေချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့လာရောက်ပေးပို့ပေးထားတာဖြစ်ပါတယ်လာရောက်ပေးပို့ပေးထားတဲ့ကိုနောင်ကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဆိုတော့နောက်ထပ်ဖြစ်ပျက်လေးတစ်ခုစီကိုတွားကြရအောင်ပါခင်ဗျအခုနောက်ထပ်ပြောပြမယ့်ဖြစ်ပျက်ကတော့ဒီလွန်ခဲ့တဲ့17နှစ်ကျော်အခုလိုစမတ်ဖုန်းတွေတိတ်မပေါ်ခင်ကျွန်တော်အသက်4နှစ်တာအရွယ်ကလေးငယ်ဘဝတုန်းကဒီတနင်္လာရီတိုင်းဒေသကြီးထဝယ်မြို့နယ်ကမြောင်ကင်းတရားအနီးနားကကျွန်တော်နေတဲ့အိမ်မှာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တကယ်ဖြစ်ရမှန်ဖြစ်ပျက်ပါဆိုပြီးတော့ကိုဝေလွင်မျိုးလို့ခေါ်တဲ့အခုတယောက်ကလာပြီးတော့ပေးပို့ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီဖြစ်ပျက်လေးကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ငါကျွန်တော်အသက်4နှစ်သားအရွယ်ဘာမှမတိနားမလဲတဲ့ကလေးငယ်လေးပေါ့ကစားလို့ကောင်းတဲ့အရွယ်ပဲရှိသေးတာဗျတရက်မှာတော့ကျွန်တော်တို့မိသားစုတွေကဒီမြို့ဖြစ်တဲ့ထဝယ်မြို့ပေါ်လမ်းမကြီးဘက်ကိုကိစ္စတစ်ခုနဲ့တွားခဲ့ကြပါတယ်အဲ့ဒီမြို့ရဲ့လမ်းမကြီးဘေးမှာဒီတကယ်ကိုမှဆင်းရဲလွန်းလို့အင်ဂျီယာမရှိလမ်းဘေးမှာလာရောက်တောင်းစားနေတဲ့ဦးလေးကြီးအဖိုးကြီးတယောက်ရှိတယ်ဗျလူကလည်းမဲမဲတူးတူးနဲ့အဝတ်စားတွေကလည်းအနွမ်းအဆုပ်တွေဝတ်ပြီးတော့အလုပ်ကလည်းမလုပ်နိုင်တော့ဘူးကျမ်းမာရေးလည်းမကောင်းတဲ့ဦးလေးပေါ့နော်တော်တော်လေးကိုတနာစရာကောင်းပါတယ်သူ့မှာမိသားစုရှိတယ်လို့ကြားဖို့ပဲမဲ့တကယ်တမ်းကျတော့သူ့နားမှာဘယ်သူမှမရှိပဲနဲ့တယောက်တည်း
အထီးကျန်ပြီးတော့ဆင်းရဲဒုက္ခရောက်နေရပေါ့အဲ့မှာကျွန်တော်တို့လမ်းလျှောက်သွားတဲ့အချိန်မှာအဲ့ဒီမဲမဲတူးတူးနဲ့ဦးလေးကြီးကကျွန်တော်ကိုလမ်းမြင်သွားတယ်ဗျသူကမျက်လုံးမင်းမင်းကြီးနေနဲ့ကျွန်တော်ကိုစိုက်ကြည့်ပြီးတော့အားကိုးတကြီးနဲ့လမ်းခေါ်လာပေါ့နော်တာဦးလေးကိုကူညီပါအောင်တာဦးလေးကိုကူညီပါအောင်နဲ့အဲ့မှာကျွန်တော်ကလည်းဘာမှမသိတဲ့ကလေးစီတော့သူ့စီကိုလိုက်သွားခဲ့တာပေါ့လူကြီးကြီးမြင်တဲ့ခါကျတော့အခြေအနေမကောင်းတာနဲ့အဲ့ဒီဦးလေးကြီးကိုချက်ချင်းပဲဒီထဝယ်မြို့ပေါ်ကဆေးရုံကြီးတစ်ခုကိုပို့ဆောင်ပေးခဲ့ကြတယ်ဗျဆေးရုံရောက်တော့ဆရာဝန်ကြီးတွေဝိုင်းပြီးတော့သူ့ကိုကုသပေးကြတယ်ပေါ့ဆေးပလင်းကြီးတွေလည်းတွင်းပြီးတော့ကုသနေပေမဲ့အဲ့ဒီဦးလေးကြီးရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ဆိုးဝါးလာတယ်ဗျလူကြီးယောဂအပြင်တခြားယောဂအစုံနဲ့အခြေအနေကလည်းမကောင်းတော့ဘူးနောက်ဆုံးတော့ဒီတာဝန်ကျဒေါက်တာဆရာဝန်ကြီးကခေါင်းခါရင်းနဲ့ပဲပြောလာတယ်ပေါ့နော်ဒီဦးလေးကြီးကတခုခုဖြစ်နေပြီဗျပြီးတော့ယောဂကလည်းတအားရစ်နေပြီမို့ကုသလို့မရတော့ဘူးတဲ့အဲ့လိုမျိုးပြောလာတာပေါ့အဲ့မှာဆရာဝန်ကြီးကပြောပြီးတော့တိတ်မကြလိုက်ဘူးအဲ့ဦးလေးကြီးကဆေးရုံပေါ်မှာပဲအသက်ဆုံးရှုံးသွားခဲ့ရရှာတယ်ပေါ့အဲ့တုန်းကကျွန်တော်ကလေးဆိုတော့ဒီတေးတာတွေဘာတွေကိုတိတ်နားမလည်သေးဘူးပေါ့နော်လူကြီးတွေကတော့တနာစရာကောင်းတဲ့ဒီအဲ့ဒီဆေးရတာအဖိုးကြီးအတွက်ရည်စူးပြီးတော့ရက်ွက်ကနေနိုင်ရေးကိစ္စတွေကိုဝိုင်းဝန်းလုပ်ကင်ပေးကြတယ်ပေါ့ပြီးတော့9ရက်မြောက်တဲ့နေ့မှာဘုံကြီးကျောင်းမှာရက်လေဆွန်းကျွေးအမြအတန်းပေးဝေတာတွေကိုကောင်းကောင်းမွန်မွန်လေးလုပ်ပေးခဲ့ကြတာပေါ့ဒါပေမဲ့ဒီဇက်လန်းကအဲ့နေရာမှာမပြီးသွားခဲ့ဘူးဗျအဲ့ဦးလေးတေဆုံးသွားပြီးတဲ့နောက်မှာဒီသူ့ရဲ့ဆွဲလန်းမှုတွေကြောင့်လားသူ့ရဲ့အခက်ခဲတွေကြောင့်မလားမသိဘူးမကျွတ်မလွတ်ဖဲနဲ့နာနာဘာဝတရေဘွားကိုချက်ချင်းကြီးကူးပြောင်းသွားခဲ့ပုံရတယ်ဗျပြီးတော့ဆေးရုံကြီးမှာရှိနေတော့ကကျွန်တော်အပေါ်နည်းနည်းဆွဲတန်းစိတ်ရှိနေရလားတော့မသိဘူးကျွန်တော်နောက်ကိုတကောက်ကောက်လိုက်ခဲ့တယ်လို့ပြောရမယ်ဗျဘာလို့လဲဆိုတော့ဒီရက်လက်ဆွန်းကျွေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကဒီကလေးတစ်ပါးကနော်ဆော့ပြီးတဲ့ခါအိမ်ပြန်လာတဲ့အချိန်တိုင်းအနောက်ကနေတစုံတစ်ယောက်ကကျွန်တော်ကိုစိုက်ကြည့်ပြီးတော့လိုက်လာတယ်လို့မျိုးခံစားချက်ကြီးရလာတယ်ပေါ့အဲ့ဒီဝိညာဉ်ကအဲ့တရေကကျွန်တော်ပေါ်တခုခုမကျေနပ်တာလားဒါမှမဟုတ်ကျွန်တော်ကိုပဲစိတ်ဆွဲပြီးတော့ကျွန်တော်နောက်ကိုလိုက်ပါလားတော့မသိဘူးအဲ့လိုနဲ့အိမ်ကိုရောက်တဲ့အချိန်ကနေစပြီးကျွန်တော်ရဲ့ဘိုက်ထဲမှာအဲ့လိုမျိုးဘာမှမသိအုံမနဲ့မှုပြင်းပြထန်ထန်ကြီးကိုနာကျင်လာတာအောင့်လာတာပေါ့ဆေးကနေပြတော့လည်းမတက်တာအဲ့နဲ့ကလေးကဘိုက်အောင်ပြီးတော့ငိုယုံနေရဆိုပြီးတော့အင်္ဂါလူတွေကလည်းစိုးရိမ်ပြီးတော့ဒီထဝယ်ဆေးရုံကြီးကိုချက်ချင်းခေါ်လာပြီးတော့ဓာတ်မှန်နေပါရက်ကြည့်ကြတာပေါ့ဒါပေမဲ့ဒီတာဝန်ကျဒေါက်တာဆရာမကြီးကဓာတ်မှန်ကိုကြည့်ပြီးတော့ဒီကလေးကအစာအိမ်နာတာပါလို့ပြောပြပြီးတော့ဆေးတွေပေးလိုက်တယ်ဗျဒါပေမဲ့ဆေးရုံကပြန်လာပြီးတော့အိမ်မှာထိုင်နေတဲ့အချိန်ထိဘိုက်အောင်တာကလုံးဝမတက်တာထမင်းလဲဒီတလုံးမှစားလို့မရဘဲနဲ့ဒီဘိုက်နာတာကြီးကတော်တော်ကိုဆိုးလာတာပေါ့အဲ့ဒါနဲ့ဒီဘိုက်အောင်တဲ့ဝေဒနာနဲ့အတူခြောက်ချားစရာအိမ်မက်ဆိုးတွေကလည်းညတိုင်းမက်လာတော့တာပေါ့နော်အဲ့ဒီအိမ်မက်အကြောင်းကိုထပ်ပြီးတော့ပြောပြမယ်ဗျအိမ်မက်ကတညထဲမှာပဲ3-4ခုလောက်စစ်မက်တာပေါ့နော်ဒီထဝယ်မြို့ရဲ့လမ်းမကြီးဘေးမှာတောင်းစားနေတဲ့အဲ့ဒီခုနကကျွန်တော်တို့ကူညီခဲ့လိုက်တဲ့ဦးလေးကြီးကကျွန်တော်အိမ်မက်ထဲမှာပေါ်လာဒါပေမဲ့အပြင်မှာမြင်ခဲ့ရတဲ့လူပုံစံမျိုးမဟုတ်တော့ဘူးလူကတကယ်ကိုသူ့အရက်ကြီးကအုံတီးပင်လောက်ရှိတဲ့အရက်ရွှေကြီးခန္ဓာကိုယ်ကတော်တော်ကြီးကိုရှည်ထွက်နေတာပြီးတော့သူ့ရဲ့လက်မောင်းကြီးတွေကလည်းမြေပြင်ပေါ်ကိုရောက်လို့နေပါအရှည်ကြီးဖြစ်နေတာပေါ့မျက်လုံးကြီးနှလုံးကတော့ဟိုတွေးအောင်နေလို့မျိုးနေရဲတောင့်နေပြီးတော့အင်းအပြင်ပြတင်းပေါက်ကနေကျွန်တော်ကိုစူးစူးဝါးဝါးရေးစိုက်ကြည့်နေရဗျသူကကျွန်တော်ကိုစိုက်ကြည့်ရင်နဲ့မင်းကိုတတ်မယ်မင်းကိုတတ်စားမယ်ဆိုပြီးတော့အဲ့လိုချိုင်းချောက်အော်ဟစ်နေတာပေါ့နော်ကျွန်တော်လည်းအိမ်မက်ထဲမှာတော်တော်ကြီးကိုကြောက်လန့်ပြီးတော့တရေနိုးလာတာပေါ့ရင်မက်တွေကလည်းတုံပြီးတော့လန့်ပြီးတော့ငိုတာပေါ့နော်အမေကလည်းအဲ့မှာကျွန်တော်ကိုဖက်ပြီးတော့ချော့တာပေါ့ခဏနေတော့ဒီကြောက်ကြောက်လန့်လန့်နဲ့ပဲပြန်ပြီးတော့အိပ်ပျော်သွားအဲ့ခါကျတော့ဒုတိယအဲ့လိုအိပ်ပျော်သွားတဲ့အချိန်မှာအိမ်မက်ကထက်မှတ်ပြန်ရောဒီတစ်ခါတော့ဒီအိတ်အုံးမြင်လောက်အရက်ရှည်ပြီးတော့လက်တွေအရွှေကြီးတွေနဲ့မျက်လုံးတွေညီရဲနေတဲ့တရေကြီးကကျွန်တော်တို့အိမ်ရှိကအုံးကြီးပင်ကြီးရဲ့အောက်မှာစောင့်နေရပေါ့သူကကျွန်တော်ကိုဖမ်းစားမယ်ဆိုပြီးတော့မျက်တောင်မခတ်တန်းကြည့်နေရဗျမရဘူးနင်းကိုတက်ကိုတိုက်ရမှာဆိုပြီးတော့အဲ့လိုမျိုးအတင်းစိတ်တုံနေတဲ့ပုံစံကြီးနဲ့ပေါ့နော်ကျွန်တော်ကလည်းအိမ်မက်ထဲမှာမလုပ်ပါနဲ့ကျွန်တော်မလုပ်ပါနဲ့ဆိုပြီးအတင်းអော်ပြီးတော့တောင်းပန်တာပေါ့ဒါပေမဲ့အဲ့မှာလည်းလန့်ပြီးတော့ပြန်နိုးလာပြန်ရောအဲ့ဒီအချိန်မှာအမေကလာပြန်ပြီးတော့ခုနကလိုကျွန်တော်ချောတာပေါ့နော်ချောတိတ်တော့ကျွန်တော်ကလည်းကြောက်နဲ့ပြန်အိတ်သွားပြန်ရောအဲ့မှာတတိယတစ်ခါအိမ်မက်တာကကျွန်တော်ကဒီကျွန်တော်တို့ကမြောက်ကင်းတရားနာမှာရောက်နေရအဲ့ဒါမှဘုံကြီးကျောင်းရှိတယ်ပေါ့နော်ဒီအဲ့ဘုံကျောင်းကတုံးစုဖရားတိန်တော်ကြီးရဲ့ရှစ်တဲ့ထဲမှာကျွန်တော်ကလည်းရောက်နေတာအဲ့ဒီမှာအဲ့တရေရတယ်ရောက်နေပြန်ရော
ကျွန်တော်ကဘုန်းကြီးเจ้าကိုကိစ္စနဲ့တွားတာပေါ့နော်အဲ့မှာတုံးစုဖျားတဲ့ကဒီတိန်တော်ကြီးတဲ့ကိုကျွန်တော်ကဝင်ဖို့လှုပ်တဲ့ခါကျတော့အဲ့ဒီအရက်အရွှေကြီးကကျွန်တော်ရှိရနေပိတ်ပြီးတော့ကျွန်တော်ကိုအတင်ဖန်းစားမလို့လုပ်နေတာပေါ့ကျွန်တော်ကတိန်ထဲကိုဘလို့မှဝင်လို့မရအောင်ဖြစ်နေတာအဲ့မှာတရေကကျွန်တော်ကိုတတ်စားပွဲဆိုပြီးတော့ကျွန်တော်အိမ်ထဲထိလိုက်လာတာပေါ့နော်ပြေးပြီးတော့ကျွန်တော်အိမ်ထဲကိုရောက်သွားတဲ့ခါကျတော့သူအိမ်ထဲကိုတော့ဝင်လို့မရအောင်အဲ့ဒီအုံဒီပင်ကနေပြီးတော့စောင့်ကြည့်နေရပေါ့အိမ်မထဲမှာကိုကျွန်တော်ထင်းထင်းရှားရှားမြင်နေရတာဗျာရုပ်ကတော့အဲ့ကျွန်တော်တို့တည်သွားတဲ့ဦးလေးရဲ့ရုပ်ပေါ့နော်ခန္ဓာကိုယ်ကတော့မတူတော့ဘူးအဲ့နဲ့အမေကဲပေါင်းဆိုပြီးတော့ကျွန်တော်ကအိမ်မထဲကနေလန့်ပြီးတော့ပြန်နိုးလာပြန်ရောအဲ့နဲ့မျက်စိထဲမှာလည်းအဲ့ဒီမျက်လုံးကြီးရဲလက်ရွှေနဲ့အုံဒီပင်လောက်အရက်ရှည်တဲ့တရေကြီးရဲ့ပုံတရံကြီးပဲပေါ်နေတာပေါ့အမေကလည်းငါတာအိမ်မက်တွေကိုထူးဆန်းဆန်းနေမက်နေပါလားဆိုပြီးတော့ဒီပုံစံကတွေးယူတာယူမဟုတ်တော့ဘူးပေါ့ငါတာတရေဖန်းစားတာခံနေရပြီပေါ့နော်အဲ့လိုရိတ်မိသွားတာပေါ့တရေပြူစားနေပြီပေါ့အဲ့ဒါနဲ့အဲ့တုန်းကကျွန်တော်ရဲ့ဘိုက်ကလည်းအောင့်တာကမတက်တာဘူးညဘက်ဆိုရင်လည်းအိမ်မက်ဆိုးတွေကမက်ပြီးတော့လက်နိုးနေရတယ်အမေတို့ကလည်းမထူးတော့ဘူးဆိုပြီးတော့ကျွန်တော်ကိုဒီသူတို့ကိုးကွယ်တဲ့ဒီတရေတစေတွေနိုင်နဲ့အဖိုးဆရာကြီးစီကိုချက်ချင်းခေါ်သွားကြတာပေါ့နော်အဖိုးရဲ့အဆောင်ကိုရောက်တော့ဒီဖះတောက်တော်တွေစွန့်ကျဲပြီးကျွန်တော်ကိုဒီတရေတင်ဖို့ရတရားတွေလုပ်ဖို့စီစဉ်ကြတာပေါ့အဖိုးကလည်းကျွန်တော်ကိုကြည့်ပြီးတော့မေးတာပေါ့နော်ဒီကလေးဘဲကလာတာလဲဘာတွေဖြစ်လာတာလဲပေါ့အဲ့နဲ့ကျွန်တော်ကလည်းကြောက်စိတ်နဲ့ဘာမှမပြောနိုင်ဘူးငိုနေတာပဲအမေကလည်းဒီခိုးတကလောလုံးကပေါ့နော်ဒီအဖိုးတယောက်ဟိုကျမတို့အဲ့လိုမျိုးလှုပ်ပေးလိုက်တယ်အဲ့ဒီအဖိုးကြီးကသူ့အိမ်မက်ထဲကိုလာပြီး6လက်နေတယ်ဆိုပြီးတော့ကျွန်တော်ကပြောတယ်ဆိုပြီးတော့အဖိုးပြပြလိုက်တာပေါ့အဲ့မှာအဖိုးကခေါင်းတငိမ့်ငိမ့်နဲ့အဲ့ဒီဦးလေးကြီးကတေဆုံးသွားပြီးရနောက်မှာမကျွတ်မလွတ်ဖဲနဲ့ဆွဲလန်းစိတ်ကြီးနဲ့ကြံနေတာပေါ့အခုဒီကလေးရဲ့အတက်ကိုရန်ပြူဖို့အထိလိုက်လာပဲဒါပေမဲ့ဘာမှမကြောက်နဲ့ဖိုးကူညီပေးမယ်ဆိုပြီးတော့လုပ်ပေးတာပေါ့အဲ့နောက်မှာဖိုးကသူကဒီကျုပ်အမေရဲ့ကျွန်တော်အမေရဲ့ဘေးကနေကူညီပြီးတော့ကျွန်တော်အတွက်ဒါတရေနင်ပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော်ရဲ့လက်တဲတွေခြေတဲတွေကိုအကုန်လုံးတေးချာညက်ခိုင်းတယ်အမေကလည်းကျွန်တော်ခြေတဲလက်တဲတွေကိုညက်ပေးတာပေါ့နော်ပြီးတော့ဒီအယုတ်တယုတ်လူယုတ်လိုမျိုးအယုတ်တယုတ်ကိုဝယ်ပြီးတော့အဲ့အယုတ်ထဲကိုကျွန်တော်ညက်ထားတဲ့ခြေတဲလက်တဲတွေကိုတေးချာထည့်တယ်ပေါ့အဲ့ဒီနောက်ကျွန်တော်ဝတ်ထားတဲ့ဒီအဝတ်အစားကျွန်တော်ရဲ့အဝတ်အစားအပိုင်းစားချို့တက်ချီနဲ့ညက်ပြီးရခါကျတော့အဲ့ဒီအယုတ်ရဲ့ကိုလုံးထဲမှာတေးချာလေးပတ်ပေးလိုက်တာပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ရဲ့ကိုစားပေါ့ကျွန်တော်ရဲ့ကိုပွားအယုတ်ပဲအဖြစ်နဲ့တရေကြီးကိုကျွန်တော်လွယ်ပြောင်းပေးအပ်လိုက်တဲ့သဘောပေါ့ညရောက်တဲ့အချိန်မှာတော့အဲ့ဒီအယုတ်ကိုအလယ်မှာထားပြီးတော့ငါးစိမ်းတွေအသားတွေနဲ့ဆေးလိပ်တွေကိုမိရှို့ပြီးတော့တရေကိုပူဇော်ရတယ်ပေါ့နော်ပြီးရခါကျတော့တာဝေလင်မျိုးဆိုပြီးတော့ကျုပ်ရဲ့နာမည်ကိုအော်ခေါ်ပြီးတော့အဲ့လိုမျိုးဂါထာမန်းမုတ်တာတွေလုပ်ခဲ့ကြရတယ်ပေါ့အဲ့ဒီနောက်အားလုံးပြီးသွားတဲ့အချိန်မှာအဲ့ဒီခြေထဲလက်တဲနဲ့ကျွန်တော်ရဲ့အဝတ်စားတွေထည့်ထားတဲ့အဲ့အယုတ်ကြီးကိုကျွန်တော်တို့အိမ်နဲ့နီးတဲ့ကမြောက်ကင်းတရားဘူယူသွားပြီးတော့ရေထဲကိုမျောချလိုက်တာပေါ့နော်ဒါကတော့ဟိုရှေ့ကကျွန်တော်ဖြစ်ခဲ့တယ်လို့မျိုးကျွန်တော်အပြင်မှာဖြစ်ခဲ့ဘူးတယ်လို့မျိုးတရေစာကျွေးတာပေါ့နော်ခေါ်စာပြစ်တယ်လို့ခေါ်တယ်လို့အတိတယောက်ကတော့လာပြောတယ်ပေါ့နော်ခေါ်စာပြစ်တာပေါ့အမေကလည်းအဲ့ဒီအယုတ်ကိုရေထဲမျောချရင်းနဲ့အမောင်တဲကိုလမ်းអော်ပြီးတော့ပြောတယ်ဗျာကဲတရေနင့်အတွက်တင်မန့်စာအယုတ်ကိုငါပေးလိုက်ပြီနင်ယူသွားတော့ငါတောင်းကိုနောက်ထပ်စိတ်အနောက်ရှက်မပေးပါနဲ့တော့လို့ပြောပြီးတော့အဲ့အယုတ်ကိုမျောချလိုက်တာပေါ့နော်တကယ်ကိုအံ့ဩစရာကောင်းတာကဗျာအဲ့ဒီကမြောက်ကင်းတရားနာမှာဒီကျွန်တော်ရဲ့ရေတရာအယုတ်ကိုမျောချပြီးတဲ့နောက်တနေ့မနေ့ရောက်တာနဲ့ကျွန်တော်ရဲ့ဒီဘိုက်အောင်တာကြီးကဘာဆေးမှကိုမတောက်ရတော့ဘဲနဲ့ဝုန်းငနဲ့တက်တာပြောက်ကွင်းသွားခဲ့တာဗျညဘက်တင်မှာလည်းအဲ့ဒီအုံနီးပင်တော့ရှိတဲ့လက်ရှိတရေကြီးရဲ့အိမ်မက်ဆိုးတွေမျက်လုံးမြင်ရဲနဲ့ချင်းချောက်တာတွေလုံးဝမမက်တော့ကောင်းကောင်းမွန်မွန်နဲ့အိပ်ပျော်ရတယ်ပေါ့နော်ဒါကလည်းကျွန်တော်အသက်၄နှစ်သားအရွယ်တုန်းကကမြောက်ကင်းတရားအနီးမှာမိဘတွေရဲ့ဖိုးတို့ရဲ့အကူအညီနဲ့တေမင်းလက်ကနေအတက်လူကြရတယ်တကယ်ဖြစ်ရမှန်အဖြစ်ပဲပေါ့နော်အခုဆိုရင်ကျွန်တော်အတက်ကြီးလာရေးဖြစ်ပေမဲ့ငငယ်ကကြုံခဲ့ရတဲ့အဲ့ဒီထဝယ်မြို့ဘေးကဆင်းရဲသားအဖိုးကြီးရဲ့တနာစရာမျက်နှာနဲ့ကျွန်တော်တက်စားဖို့ကြိုးစားခဲ့တဲ့အုံးလေးပင်လောက်ရှိတဲ့တရေကြီးရဲ့ပုံတံကိုဘယ်တော့မှမင်းနိုင်မှာမဟုတ်ပါဘူးဗျာအခုအနေနဲ့ဒီဇိုင်းလေးကိုတေးချာတင်ဆက်ပေးဖို့မျှော်လင့်ပါတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့ကျွန်တော်ကိုလာပို့ပေးထားတဲ့ Horia TikTok အကောင့်ပိုင်ရှင်လေးကိုကျေးဇူးအထူးတင်တဲ့အကြောင်းပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုလေးတွေတင်ဆက်ခြင်းကိုနိဂုံချုပ်အပ်ပါတယ်ဆိုတော့အားလုံးပဲဆုံးဖြတ်လိုက်ပါနားဆင်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြပါမယ်အားလုံးပဲ
good night ပါအိမ်မလာမကြပါစေခင်ဗျာ